မင်္ဂလာပါခင်ဗျာကျွန်တော်တို့အရင်ကသင်ခန်းစာတွေလေ့ကျင့်ပြီးသွားပြီကျွန်တော်တို့ဒီစိတ်ပိုင်းတွေကြောင်းလေ့ကျင့်ခန်းတွေလုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီနေ့အတွက်သင်ခန်းစာအသေးတစ်ခုစရအောင်ပါ D2 ပါမနေ့ကဆိုရင်ကျွန်တော်တို့ဘာတွေသင်ခဲ့လဲမှတ်မိသေးမယ်ထင်တယ်မနေ့ကကျွန်တော်တို့ဒီကွန်ပျူတာဆိုတာဘာလဲလို့လေ့လာခဲ့တယ်ပြီးကွန်ပျူတာထဲမှာဘာတွေပါလဲလေ့လာခဲ့တယ်ပြီးကွန်ပျူတာရဲ့အစိတ်ပိုင်းတွေဖြစ်တဲ့ဒီ hardware စိတ်ပိုင်းတွေလေ့လာခဲ့တယ်เนาะ hardware ဆိုတာကျွန်တော်တို့ဒီ function ၄ခုနဲ့အလုပ်လုပ်တယ်ပြီးတော့ရင်အဲ့ဒီ function ၄ခုထဲမှာအဓိကအလုပ်လုံးမဲ့ကျွန်တော်တို့ processing device တွေက CPU ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်တို့လေ့လာခဲ့ပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့ပြန်မှတ်မိပြီဆိုရင်ဒီနေ့ဘာလုပ်မလဲဆိုရင်နောက်ထပ်သင်ခန်းစာတစ်ခုကိုဆက်ပြီးတော့သွားပါမယ်เนาะနောက်တစ်ခုကကျွန်တော် memory ပါเนาะခုနကကျွန်တော် CPU နဲ့တခါတည်းတွဲပြီးအလုပ်လုပ်ရတဲ့အစိတ်ပိုင်းလေးဖြစ်တဲ့ memory ဆိုတာလေးကိုကျွန်တော်လေ့လာကြည့်အောင်ပါ memory ဆိုတာဘာလဲဆိုရင်ရှင်းမှာတော့ကျွန်တော်တခါပြောခဲ့ပြီ memory ဆိုတာယာယီမှတ်ဉာဏ်လေးလို့ပြောတယ်အလုပ်လုပ်တဲ့နေရာလို့ပြောခဲ့တယ် CPU ကအလုပ်လုပ်တဲ့သူဆိုရင်ねကျွန်တော် memory ကအလုပ်လုပ်တဲ့နေရာလေးပါအဲ့တော့အလုပ်လုပ်တဲ့သူကအလုပ်လုပ်မယ်အလုပ်လုပ်တဲ့နေရာအဲ့ဒီအလုပ်တွေကိုလာလုပ်ဖို့အတွက်သူကဒီနေရာပေးမယ်ပေါ့နော်အဲ့တော့အဲ့ဒီနေရာလေးတွေလည်းကျွန်တော်အရေးကြီးတယ်လို့ပြောပါမယ်ဘာကြောင့်လဲဆိုရင်ねအဲ့ဒီနေရာလေးချင်းချင်းလေးရှိရင်အလုပ်ကနည်းနည်းလေးပဲလာလုပ်လို့ရမယ်အဲ့နေရာအကျယ်ကြီးရှိရင်အလုပ်တွေအများကြီးတစ်ပြိုင်တည်းပြီးမယ်ပြီးနိုင်တယ်အဲ့တော့ဒီ memory လေးဒီအလုပ်ရဲ့မြန်နှုန်းတော့မဟုတ်တိုင်းမြန်နှုန်းတော့မဟုတ်ပေမဲ့အလုပ်တွေများများပြီးအောင်တော့သူကကူညီပေးနိုင်တဲ့အပိုင်းလေးပါအဲ့တော့သူ့ကိုဖတ်ကြည့်မယ်ဆိုရင် data memory storage area တဲ့ that computer you to run the program and story data program တွေ run ဖို့ data တွေ story လုပ်ပေးဖို့မှတ်ပေးတဲ့ဒီယာယီမှတ်ဉာဏ်လေးကိုသူက memory လို့ခေါ်တယ်RAM run လို့လည်းခေါ်တယ် run and access memory ပေါ့နော်သူကအမြဲမှတ်တဲ့မှတ်ဉာဏ်မို့ယာယီမှတ်တဲ့မှတ်ဉာဏ်လေးကျွန်တော်ဒီတခုခုလုပ်တဲ့သူအမြဲနောက်မှာအမြဲမှတ်တဲ့မှတ်ဉာဏ်လေးအောက်မှာတခုလာအောင်မလို့နော်အခုပြောတဲ့မှတ်ဉာဏ်လေးကဘာလေးလဲဆိုရင်အမြဲမှတ်တာမဟုတ်ဘူးယာယီမှတ်ပေးတဲ့မှတ်ဉာဏ်ယာယီမှတ်ဉာဏ်လို့ပြောပါတယ်နော်ယာယီမှတ်ဉာဏ်ဆိုအလုံးလုံးတဲ့အခါမှာမှတ်ဉာဏ်ပေါ်မှာခေါ်တင်မယ်အလုံးလုံးဆရာမရှိတော့ဘူးဆိုရင်မှတ်ဉာဏ်လေးဖျောက်ပစ်လိုက်မယ်ဒါလေးကိုပြောတာပါနော်အဲ့တော့ယာယီမှတ်ဉာဏ်လေးဘယ်လောက်ရှိလဲဆိုရင်ဒီကွန်ပျူတာသူကကျတော့မှတ်ဉာဏ်အများကြီးမရှိဘူး memory 1K တို့512တော့ကျွန်တော်ဖြစ်လိုက်မယ်နော်512ဆိုတာမရှိတော့ဘူးမသုံးလည်းမသုံးတော့ဘူး 1K တောင်မှကျွန်တော်တော်တော်လေးနည်းတယ်လို့ပြောလို့ရတယ် 1K လောက်ရှိတဲ့ကွန်ပျူတာဆိုမသုံးနေတော့เนาะနံပါတ်အနည်းဆုံးကျွန်တော် 2K လောက်ကရှိတဲ့ကွန်ပျူတာကိုသုံး 2K ရှိမယ် 4K ရှိမယ် 8K 60K ဒီလိုလေးပေါ့เนาะအခုဒါ okay ဒါဆိုကျွန်တော်လက်ရှိကွန်ပျူတာလေးကဘယ်လောက်ရှိလဲဆိုရင် 8K ရှိပါလိမ့်မယ်เนาะဒါဆိုရင်ဒီကွန်ပျူတာလေးရဲ့ CPU က Intel Core i7 memory 8 generation ဒီ Ultra Series 1.8 GHz ရှိတယ်ဒါ CPU memory ကတော့ဘယ်လောက်กินလဲဆိုရင် 8GB ရှိပါတယ်ဒါဆိုကြည့်တက်လောက်မယ်လို့ထင်ပါတယ် okay ဒါဆိုကျွန်တော် memory ဆိုတာဘာနဲ့တူလဲဆိုရင်ねဟိုအပြင်လို့ကျွန်တော်ပြောမယ်ဟင်းချက်ဖူးတဲ့သူရှိလားဟင်းချက်ဖူးမယ်ထင်တယ်เนาะဟင်းချက်တယ်ဆိုရင်ဒါဆိုကျွန်တော်ဟင်းချက်တဲ့ဥပမာလေးပေးကြည့်အောင်ကျွန်တော်စီမှာကျွန်တော်ဒီနေ့ဟင်းချက်ဖို့အတွက်ဟိုဟင်းခွက်3ခုချက်3မျိုးချက်ရမယ်အသားကြော်ရမယ်ချက်သားအသားကြော်ရမယ်အရွက်ကြော်ရမယ်ပြီးဟင်းရချက်ရမယ်တခုကိုတစ်နာရီကြာတယ်ဆိုပါစို့ဒါဆိုရင်ကျွန်တော်ဘယ်နှစ်နာရီကြာမလဲဆိုအဲ့3ခုလုံးပြီးဖို့ဆိုရင်အသားကြော်တာလေးတစ်နာရီကြာတယ်အရွက်ကြော်တာလေးတစ်နာရီကြာတယ်အဟင်းရချက်တာလေးတစ်နာရီကြာတယ်ကျွန်တော်စီမှာအိုးလေးကတအိုးပဲဟင်းချက်တဲ့အိုးလေးကတအိုးပဲရှိတဲ့အခါမှာအဲ့3ခုလုံးပြီးဖို့ဆိုရင်ကျွန်တော်အချိန်ဘယ်လောက်ယူရမလဲတင်လဲ3နာရီယူရလိမ့်မယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်စီမှာအိုးလေးကတအိုးပဲရှိတယ်အသားကြော်မယ်ပြီးရင်လှည့်လိုက်မယ်ပြီးနောက်ထပ်အရွက်ကြော်မယ်ပြီးရင်လှည့်လိုက်မယ်ပြီးရင်ဟင်းကြိုချက်မယ်ပြီးရင်လှည့်လိုက်မယ်ဒါဆိုရင်ဟို3ခုလုံးတော့ပြီးသွားတယ်ဒါအချိန်3နာရီပြီးရတယ်တကယ်လို့ဒါလေကျွန်တော်စီမှာဟင်းအိုးဝေချက်တဲ့အိုးလေးက3ခုတပြိုင်နဲ့3ခုလုံးရှိ3ခုရှိတယ်ဆိုရင်ဒီဘက်မှာအသားကြော်တယ်အသားကြော်နေတပြိုင်နဲ့ဒီဘက်မှာလည်းဒီရွက်တွေကြော်မယ်ပြီးဒီဘက်မှာလည်းဒီဟင်းကြိုတွေတစ်ခါလေးချက်ထားမယ်ပေါ့နော်အဲ့ဒါဆိုရင်တနာရီကြာတာနဲ့ဟင်းအိုး3ခုလုံးကပြီးသွားပြီအဲ့တော့ကျွန်တော်ပို့ပြီးမြန်တော့မချက်လိုက်ဘူးတဘာဝဲတိုးလိုက်လဲဆိုတော့ memory လို့ခေါ်တဲ့ယာအလုပ်လုပ်တဲ့နေရာလေးကိုတိုးလိုက်တယ်အဲ့တော့ဘာဖြစ်လဲဆိုအလုပ်တွေအများကြီးပို့ပြီးသွားတယ်ဒါလေးကဘာကိုမြင်တာအောင်ပြောချင်တာလဲဆိုရင် CPU မြင့်နေဆိုရင်ဘာဖြစ်တယ် memory များတယ်ဆိုရင်ဘာဖြစ်တယ်ဆိုတာလေးကိုကျွန်တော်မြင်စေချင်လို့ပါเนาะအဲ့တော့ CPU ဆိုတာမြင့်သွားရင်ကျွန်တော်ဟိုဒီဟင်းချက်တဲ့သူလိုပဲသူကမြင်ပို့ပြီးလုံနိုင်တယ်အဲ့တော့ဟိုသူ CPU မြင့်တာလည်းပိုကောင်းတယ်ပေါ့เนาะ CPU မြင့်တော့လုံမြန်ပြီးတာပေါ့ဟို memory များတော့လည်းဘာထူးကြလဲဆိုရင် memory များတော့အလုပ်တွေအများကြီးတပြိုင်တည်းလုပ်လို့ရတယ်ဆိုတာကိုပြောတာပါโอเคတော့ကြာ memory များတာပိုကောင်းတယ်ဘာပိုကောင်းလဲလို့ဆိုတာမသိဘူးဖြစ်နေမှာဆိုလို့ပါဒါလေးကိုတော့ဟိုဒါလေးကိုတော့နားလည်လောက်မယ်လို့ထင်ပါတယ်
okay ပြီးနောက်တစ်ခုကbackend store backend store ဆိုတာအမြဲသိမ်းထားတဲ့နေရာလေးကိုပြောတာပါကျွန်တော်တို့တခုခုမှတ်ထားတယ်တခုခုသိမ်းထားတယ်အမြဲသိမ်းထားတယ်ဒီနေ့မှတ်ပြီးမပြောက်ဘူးယာယီမှတ်ညံကကြတော့အဲ့လိုမဟုတ်ဘူးเนาะအလုပ်လုပ်ပြီးတော့မှတ်ညံနေပျောက်သွားတယ်ဥမာတခုလုပ်တယ်လုပ်ပြီးသွားရင်မလုပ်တော့ပြီးသွားပြီဆိုမှတ်ညံနေပျောက်မယ်တချင်းဖွင့်မယ်တချင်းလေးကိုနှစ်ချက်နှိပ်လိုက်တယ်ယာယီမှတ်ညံ memory ပေါ်မှာခေါ်တင်လိုက်တယ်ပြီးရင်တချင်းလေးပွင့်ပေးတယ်တချင်းမနာမထောင်တော့တချင်းကိုပိတ်လိုက်တာနဲ့ယာယီမှတ်ညံနေဖျောက်ပစ်လိုက်မယ်ဒီလိုပုံစံမျိုးเนาะအဲ့တော့ तू အမြဲမှတ်ထားတာမဟုတ်ဘူးအဲ့တော့ယာယီမှတ်ညံနေရင်ဘာဖြစ်နိုင်လဲဆိုကျွန်တော်တို့ set တွေပါတွေ handle ဆိုတာဖြစ်တတ်တယ်ကျွန်တော်တို့ဖုန်းတွေမှာဆိုလဲဖုန်းဟန်နာတို့ကွန်ပျူတာတွေစက်တွေဟန်နာတို့ကြုံမှုလိမ့်မယ်ထင်တယ်เนาะဆက်ဟန်သွားတယ်ဆိုတာဘာမှနှိပ်လို့မရပဲရက်ပြီးတော့အဝိုင်းလည်နေတာကိုပြောတာเนาะအဲ့တော့ဆက်ဟန်သွားတယ်ဘာကြောင့်ဟန်လဲဆိုကျွန်တော်တို့စဉ်းစားကြည့်မယ်ဥပမာကျွန်တော်ရဲ့ဖုန်းလေးက memory 4K ရှိတယ်ဆိုပါလို့เนาะ memory 4K ရှိတယ်ဆိုရင် 1K လောက်ရှိတဲ့ program တပြိုင်နဲ့၄ခုအလုပ်လုပ်လို့ရတယ်ဒါဆိုရင် 1K လောက်ရှိတဲ့ program ၄ခုဆိုဥပမာဆိုတော့ကျွန်တော်ကဖုန်းနဲ့ပဲကျွန်တော်ဥပမာပေးလိုက်တော့မယ်เนาะကျွန်တော် Facebook သုံးနေတယ် Facebook သုံးတာထားပါတော့ 1K ကုန်တယ်ဆို 1K ယူလိုက်ပြီပြီးသွားရင် Facebook သုံးရင်တချင်းသားထောင်နေတယ်ပြီးသွားရင် download လဲဆွဲထားတယ်ပြီးသွားရင်ဒီမှာဘာလို့လို့ရသေးလဲ Facebook သုံးမယ်တချင်းသားထောင်မယ်ပြီးသွားရင် download ဆွဲထားမယ်ပြီးသွားရင်ဇာပြာနဲ့လဲ file တွေ share ထားတယ်ပေါ့เนาะဒါဆိုဘယ်လောက်ပြည့်သွားပြီလဲဆိုတော့memory 4K လုံးပြည့်သွားပြီတခု 1K ကုန်တယ်ဒါဥပမာအနေနဲ့ပြောတာပါเนาะပြီးရင်ကျွန်တော် memory လေးရဲ့ usage ကိုတည်တံ့လေးကျွန်တော်နောက်ထပ်ဒီသင်ခန်းစာ chapter တစ်ခုအနေနဲ့ကျွန်တော်တည်တံ့ပေးထားတယ်အဲ့ဒါလေးတစ်ခုအနေနဲ့တည်တံ့သွားပြီးလေးလာလိုက်ပို့ပြီးရှင်းသွားမယ်ပေါ့เนาะအခုလို့ဆိုကျွန်တော်အကြမ်းမြင်အပြင်ခုန၄ခုအလုပ်လုပ်လိုက်ပြီးအဲ့တော့ memory ကမလောက်တော့ဘူး memory ကကုန်သွားပြီအဲ့တော့အဆင်ပြေနေသေးတယ် RAM 4K အကိုက်ဖြစ်နေသေးတော့အဆင်ပြေနေသေးတယ်အဲ့ချိန်မှာတကယ်တယောက်ကဖုန်းဝင်လာလိုက်တယ်ဆိုပါတော့အဲ့တော့အဲ့ဒီဖုန်းဝင်လာတာလက်ခံဖို့အတွက်ဖုန်း program လေးဖုန်းဆိုတဲ့ application လေးကပွင့်ပြီးတော့အလုပ်လုပ်ရမယ်ဒါပေမဲ့သူပွင့်ပြီးအလုပ်လုပ်စရာ memory မရှိတော့ဘူးအဲ့ဒီခါကျဘာဖြစ်သွားလဲဆိုစက်တီဟန်သွားပြီတခါတကယ်ကြီးကဖုန်းလာတယ်ဆွဲလို့မရဘူးကင်လို့မရဘူးဟိုဘက်ကစိတ်ဆိုးလို့ပါတော့ဒီလူတွေဖြစ်တတ်တယ်โอเคအဲ့ဒါဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဒီ memory မလောက်တော့တာပါအထူးသဖြင့်ကျွန်တော်တို့ game တွေကစားတဲ့ခါဆိုဖြစ်တယ် Facebook တွေပါတွေတုံးတဲ့ခါတခါကျFacebook တုံးနေတကယ်ကြီးကဖုန်းလာတယ်ဆိုရင်ဖုန်းကင်မရတော့သူတို့ကတော့ထင်မယ်ဒီကောင်တို့မာနာကြီးကပဲမကင်ဘူးလို့ထင်လိမ့်မယ်အမှန်တကယ်မဟုတ်ကိုဖုန်းကဖိဆွဲလို့မရโอเคအဲ့တော့ကျွန်တော်အဓိကပြောချင်တာတကယ်လို့ကိုယ့်ရဲ့ကွန်ပျူတာက memory 8GB လောက်ရှိသွားရင်ဘာဖြစ်သွားမလဲရတယ် AC ပဲနောက်ထပ်ဘယ်နှကောလာမလဲ message ဝင်အောင်မလားတခြားအထက်လုံးမလား AC လုပ်လို့ရနိုင်မယ်အဲ့ဒါကတော့ memory ရဲ့ဒီအသုံးပြုတဲ့ပမာဏကိုပြောတယ်memory လေးနဲ့ပတ်သက်ပြီးဥပမာလေးကိုပြောတာပါmemory များသွားရင်ဘာလုပ်လို့ရလဲဆိုတာကျွန်တော်နားလည်လောက်မယ်ထင်တယ်เนาะ okay ဒါဆိုရင်နောက်တစ်ခုကခုနပြောခဲ့တဲ့ backend store ဆိုတာအမြဲသိမ်းထားတဲ့နေရာခုန memory ကယာယီသိမ်းတယ်ဒီကောင်ကျော်အမြဲသိမ်းပါကျွန်တော်ရဲ့တချင်းတွေတပ်ပုံတွေဗီဒီယိုတွေဘယ်မှာသိမ်းလဲဆိုရင်အမြဲသိမ်းတဲ့မှတ်ဉာဏ်တွေမှာသိမ်းပါတယ်ဒါကြောင့်မလို့ဒီနေ့သိမ်းထားရင်မနှက်ပြန်ဆိုမပြောက်ဘူးလေmemory ကကြပြောက်တယ်တချင်းဒီနေ့ဖွင့်ထားတယ်ကွန်ပျူတာပိတ်သွားနောက်နေ့ပြန်လာရင်တချင်းရပွင့်မနေဘူးဖွင့်နေတယ်ဆိုတည်တံ့သွားဖွင့်ပေးရတယ်အဲ့တော့တချင်းရတော့မပြောက်သွားဘူးမပြောက်သွားတာပဲဒီမှာသိမ်းလို့လဲဆိုရင်ဒီကျွန်တော်ရဲ့ backend store လို့ခေါ်တယ်အမြဲသိမ်းထားတဲ့နေရာလေးမှာသိမ်းထားလို့ပါအဲ့ဒီ backend store ကလည်းကျွန်တော်အမျိုးမျိုးဖြစ်နိုင်တယ် hard disk တွေရှိနိုင်တယ် SSD ရှိနိုင်တယ် BCD drive တွေရှိတယ် USB pen drive တွေရှိတယ် data တူလောင်တဲ့နေရာတူလောင်ယူလို့ရတဲ့နေရာတွေအကုန်လုံးကျွန်တော်က backend store ပေါ့နော်တူလောင်သိမ်းဆည်းတဲ့နေရာလို့ပြောပါမယ်သူကကျတော့ the primary storage device where file and program are typically stored program တွေ file တွေအမြဲတစေသိမ်းဆည်းထားတဲ့နေရာလေးကိုပြောပါတယ်ကျွန်တော်ရဲ့သချင်းတွေဓာတ်ပုံတွေဗီဒီယိုတွေအမြဲသိမ်းထားတဲ့နေရာကျွန်တော်ဖုန်းလို့ပြောမယ်ဆိုရင်ဖုန်းမှာပါတဲ့ internet memory တို့ SD card တို့ဒါတွေကိုပြောပါတယ်เนาะဒါတွေကပါလဲဆိုအမြဲသိမ်းထားတဲ့နေရာဒီ backend store လို့ခေါ်ပါလိမ့်မယ်ဒါဆိုနားလည်လောက်မယ်เนาะ okay အဲ့ backend store လေးကကျတော့အများကြီးပဲရှိတယ်သူကအမြဲသိမ်းထားမှာဖြစ်တဲ့အတွက်လေဒီ 900K တို့ 1000K တို့1T 1000K ကိုကျွန်တော်အကြမ်းမြင် 1T လို့ပြောပါမယ်เนาะအခု 900K ရှိမယ်ပြီးသွားရင် 160K တို့ 80K တို့အမျိုးမျိုးအများကြီးရှိလိမ့်မယ် memory ကျတော့အဲ့လောက်အများကြီးမရှိဘူးเนาะ memory ကအလုံးလုံးတဲ့ area လေးဆိုတော့အလွယ်တကူကျွန်တော်တို့ဘာနဲ့ရှင်တွဲပြီးမှတ်ထားလိုက်လဲဆို memory က hint လေးနဲ့မှတ်ထားလိုက်မယ်ပြီးသွားရင် backend store ကကျတော့ဒီ hint backend လေးနဲ့မှတ်ထားမယ်အိမ်မှာ hint နဲ့ hint backend ပေးရပို့များမယ်ထင်တယ် hint backend ကပိုများလိမ့်မယ်နော်ဘာလို့လဲဆို backend တွေကကျတော့လှည့်ပြီးတင်ထားမှာသူကမဖြတ်ပြ hint ကတော့တအိုးလေးရှိလဲဒါတစ်ခုလုပ်ပြီးသွားရင်လှည့်လိုက်မယ်နောက်တစ်ခုလုပ်မယ်လှည့်လိုက်မယ်နောက်တစ်ခုလောက်ရှိလဲအဆင်ပြေတယ် hint backend ကအဆင်မပြေတော့ဘူးလေဒါထည့်ထားမယ်အကုန်လုံးရောထည့်လို့မှမရတာနော် okay ဒါဆိုရင်ကျွန်တော်ကွန်ပျူတာလေးက backend store ဘယ်လောက်သုံးထားလဲလို့သိချင်တယ်ဆိုရင်ဘယ်ကနေသွားကြည့်လို့ရလဲဆိုရင်ကွန်ပျူတာလေးကိုနှစ်ချက်နှိပ်လိုက်မယ်ဒီကကြရင်နှစ်ချက်နှိပ်လိုက်တယ်နော်ပြီးသွားရင်အကုန်လုံးပေါင်းပါနော်
တကယ်လို့ကျွန်တော်တို့ SD ကတ်တွေပါထိုးထားရင်ခဏဖြုတ်လိုက်တွက်ရတာလွယ်အောင်လို့เนาะမဟုတ်ဘူးဆိုတခြားဟာတွေပါနေအဲ့ဒါတွေပါထည့်ပေါင်းနေမှာဆိုလို့အခုဆိုဒီမှာဆိုရင်ကျွန်တော်တို့ C ကဘယ်လောက်ရှိလဲဆို200ရှိတယ်200 GB ရှိတယ် D ကဘယ်လောက်ရှိလဲဆို931ရှိတယ်အဲဆိုကျွန်တော်အကြမ်းမြင့်မှတ်လိုက်မယ်200ရဲ့900ရဲ့ဆိုရင်ဒီဘက်မှာတစ်ခုရှိသေးတယ်เนาะ930ရှိတယ်အဲဆို200ရဲ့930ရဲ့ပေါင်းတော့930ပဲထားပါတော့เนาะ930ဒီမှာလဲ930အမှန်တကယ်တော့ဒီက 1T 1T 2T 2000လို့ကျွန်တော်အပြန်မြင်ပြောလို့ရတယ်เนาะဒီကြားရဲ့လို့တော့မရှိဘူးအဲ့ဒီကအမြဲတမ်းတော့အပြည့်မပြအောင်460 50ဒီလောက်ကျော်လောက်ဆိုရင်ကျွန်တော်က 900K လို့ပြောလိုက်တယ်300လောက်ဆိုရင်320K တို့ပါလို့ဒီလိုပုံစံမျိုးရှိတာအောင်เนาะအဲ့တော့ဒီကွန်ပျူတာလေးမှာဆိုကျွန်တော်ကဒီဘယ်လောက်ရှိလဲဆို Backend Store က2000ရှိတယ်လို့ပြောပါမယ်ဒါဆိုကျွန်တော်ဒီမှာတစ်ချက်မှတ်ထားပေးပါအောင်เนาะ Okay memory ကိုယ့်ရဲ့ computer လေးရဲ့ memory တစ်ခါတည်းမှတ်မယ်ပြီးတော့ကိုယ့်ရဲ့ Backend Store data တွေတူလောင်သိသိတဲ့နေရာလေးကိုတစ်ခါတည်းမှတ်ပါမယ်အဲ့မှာဘာရှိသေးလဲဆိုရင်ကျွန်တော်တို့ဒီ SSD ဆိုတာလေးရှိသေးတယ်အခုဒါကတော့ကျွန်တော်တို့က hard disk ပေါ့နော်ပြီးတော့ရင်နောက်ကျကြော်ညာတဲ့ဒီကြော်ညာတွေပါတွေတွေ့ရင်ဘာထည့်ပြောမလဲဆိုရင် SSD ဆိုတာလေးတွေတွေ့လိမ့်မယ်ဥမာတချို့နေရာလေးမှာဆိုလေ hard disk မှာ128 GB SSD ရှိမယ် 1T HDD ရှိမယ်ဒီလိုပုံစံမျိုးတွေပြောလိမ့်မယ်အဲကြတော့ SSD ဆိုတာဘာကြီးလဲလို့မသိမှာဆိုလို့ပါ SSD ဆိုတာ solid state drive ကိုပြောတယ် HDD ကကြာ hard disk drive ကိုပြောတယ် hard disk drive ကကြာဘာနဲ့တူလဲဆိုရင်ကျွန်တော်တို့အပြင်မှာမြင်တာအောင်ပြောရမယ်ဆိုရင်တော့ဒီ CD ခွေတွေ DVD အခွေနဲ့တူတယ် SSD ကကြာ memory stick နဲ့ SD card နဲ့တူတယ်memory stick ကလေးပေါ့နော် memory card ကလေးနဲ့တူတယ်အဲ့တော့ hard disk အနေနဲ့ဆိုရင်တော့CD နဲ့ခွေနဲ့တူတယ်ဆိုတော့သူကဝင်ကြီးတယ်ပြီးရင်ဈေးနှုန်းတော့သူကတက်တာတယ်ဒါပေမဲ့သူကကျတော့ဒီ hard disk ကခွေဖတ်တယ်လို့ပဲပင်ထောက်ပြီးတော့ဖတ်ရတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်သူကြီးတယ်ပြီးသွားရင်ကျွန်တော်တို့အစင်းတွေပါချစ်လိုက်တယ်ဆိုရင်အစင်းတွေပါထင်သွားရင်ထစ်သွားတယ်ဒီလိုပုံစံမျိုးရှိတယ်ပေါ့နော်ဒါကတော့ hard disk မှာအလုပ်လုပ်တာဒါပေမဲ့သူ့ရဲ့အားသာချက်ကတော့ data တူလောင်မှုအများတယ်ပြီးဈေးနှုန်းနည်းနည်းတက်တာတယ် SSD ကကျတော့ဒီ SD card လေးလိုပဲသူ circuit နဲ့အလုပ်လုပ်တယ် speed ပိုမြင့်တယ်ဈေးတူတဲ့ဆိုင်ပိုကြီးတယ်သူ့ရဲ့ဒီကြော်ညာတွေက SSD ဒီ hard disk တက်5ဆလောက်ဈေးများတယ်ပုံမှန် hard disk တစ်လုံးက900GB 5000လောက်ရှိတဲ့အချိန်မှာ SSD 900GB က3သိန်းဝန်းကျင်လောက်ရှိလိုက်တယ်3သိန်းဝန်းကျင်လောက်ရှိမယ်အဲ့တော့ဘာဖြစ်လဲဆိုတော့သူကဈေးနှုန်းအနေနဲ့5ဆလောက်ပိုများတယ်သူရဲ့ speed အနေနဲ့အစား20 30လောက်ပိုမြန်တယ်လို့ကျွန်တော်ပြောပါသူပြောပါတယ်เนาะအဲ့တော့ theory ကစား20 30လောက်ပိုမြန်တယ်လို့ပြောထားတယ်အဲ့တော့SSD နဲ့ hard disk မှာဆိုရင်ကျွန်တော်တို့နှစ်ခုပါတဲ့ set တွေဆိုရင် SSD တဲ့ကို Windows တွေပါတင်ထားမယ်ပြီးတော့ကျွန်တော်တို့သုံးတဲ့ software တွေတင်ထားတယ်ဆိုရင်data hard disk တွေကိုကြာ data တွေထည့်မယ်ဒါဆို Windows တက်တာတွေလည်းအရင်မြန်လာလိမ့်မယ်ပြီးတော့ program တွေပါတွေဖွင့်တာတွေလည်းအရင်မြန်လိမ့်မယ်ဘာကြောင့်လဲဆိုရင် SSD ထဲမှာဒီ Windows file တွေထည့်ထားလို့ပါเนาะဒီလိုပုံစံမျိုးတွဲသုံးတယ်အခုကျွန်တော်ဒီကွန်ပျူတာလေးမှာတော့ပါလဲဆိုရင် hard disk ပဲပါတယ်ဘယ်လောက်ပါလဲဆိုရင် 2T ပါတယ်ဒါဆိုရလောက်မယ်ထင်တယ်เนาะ okayအခုကျွန်တော်ပြောခဲ့တာလေးက CPU လဲတည်သွားပြီ memory လဲတည်သွားပြီ CPU ဆိုတာအလုံးလုံးတဲ့နေရာယာယီမှတ်ဉာဏ်လေးပါ memory ဆိုတာတော့အလုံးလုံးတဲ့backend store ဆိုတော့အမြဲတစေ data တွေတူလောင်တင်စီထားတဲ့နေရာဒါလေးနှစ်ခုကိုကျွန်တော်ဘာနဲ့ဥမာထပ်ပေးလို့ရလဲဆိုရင်ကျွန်တော်လူတွေမှာဆိုလဲအတူတူပဲလေဆိုင်ငယ်စီးတတ်မယ်ထင်တယ်ဆိုင်ငယ်စီးတတ်လားကျွန်တော်မန်လေးရသူတွေဆိုရင်တော့ဆိုင်ငယ်စီးတတ်တယ်တခြားရန်ကုန်တို့မှာလို့ဆိုရင်တော့ဆိုင်ငယ်စီးတတ်မှာမဟုတ်ဘူးเนาะโอเคဆိုင်ငယ်စားကားပေါ့ထားတော့တခုကားမောင်းတာပဲဖြစ်စေဆိုင်ငယ်စီးတာပဲဖြစ်စေအနည်းဆုံးတော့ကျွန်တော်စပိန်ပေါ့စပိန်စီးတယ်ဆိုရင်မစီးတတ်တဲ့သူလည်းလမ်းလျှောက်လိုက်โอเคထားလိုက်တော့เนาะโอเคကျွန်တော်ဆိုင်ငယ်နဲ့ပြောလိုက်မယ်အဲ့တော့ဆိုင်ငယ်စီးတတ်တယ်ဆိုတော့ဆိုင်ငယ်စီးနီးကကျွန်တော်ဘယ်ထဲမှာထည့်ထားလဲဆိုရင်အမြဲသိမ်းထားတဲ့မှတ်ဉာဏ်တွေမှာထည့်သိမ်းထားတယ်အဲ့တော့ကျွန်တော်မမေ့တော့အမြဲသိမ်းတဲ့မှတ်ဉာဏ်ထဲမှာထည့်သိမ်းထားတယ်ကျွန်တော်အိတ်နေတဲ့တရင်တို့ထရောဆိုင်ငယ်တော့ဆိုတိုင်းကိုကောက်တင်လိုက်ရင်ဘာပဲစဉ်းစားကြရမလို့ဆိုင်ငယ်ကောက်စီးလို့ရတယ်ဘာကြောင့်လဲဆိုတာအမြဲသိမ်းထားတဲ့တူလောင်တဲ့နေရာမှာသိမ်းထားတယ်မပြတ်ဘူးဒါကဘာနဲ့တူလဲဆိုရင် backend store အဲ့တော့ဆိုင်ငယ်စီးတော့မယ်ဆိုရင်ကျွန်တော်ဥပမာကျွန်တော်လမ်းပေါ်ရောက်သွားပြီးဆိုင်ငယ်စီးနေပြီအဲ့တော့ဆိုင်ငယ်စီးတယ်ဆိုတာဆိုင်ငယ်စီးနေတဲ့ process ကိုကျွန်တော်ရဲ့မှတ်ဉာဏ်ပေါ်မှာခေါ်တင်ရတယ်ဘယ်ပေါ်မှတ်ဉာဏ်လဲဆိုယာယီမှတ်ဉာဏ်လေးပေါ်မှာအဲ့တော့ဆိုင်ငယ်စီးတဲ့အလုပ်တွေဖြစ်တယ်ဆိုင်ငယ်မလဲအောင်ထိမ့်မယ်ရှေ့ကmodel pk တွေပါကြည့်မယ်ကိုယ်လာတိုင်းမဲ့သူတွေဖမ်းလာတိုင်းမဲ့သူတွေကြည့်မယ်အခုကျွန်တော်မန်လေးဆိုရင်ကိုယ်လူမဲ့သူကြည့်ရတယ်နောက်ကဘေးဆိုင်ငယ်နည်းနည်းလေးကတ်လာပြီဆိုရင်လူမာလာလူကြည့်ရတယ်ပြီးသွားရင်နည်းနည်းလေးကတ်လိုက်မြန်မြန်မောင်းရတယ်ပြီးရင်လူတာတွေမဟုတ်ခုဆိုရိုက်တာ
ရိုက်တာတွေပါတော့ရိုက်တာတွေပါကြည့်ရတယ် okay ဒါကတော့ဟာတာပြောတာပါ okay ဒီအလုပ်တွေလုပ်ရတယ်အကုန်လုံးဘာလုပ်တဲ့အချိန်မှာလဲဆိုဆိုင်ငယ်စီးနေတဲ့အချိန်မှာကျွန်တော်ရဲ့ယာယီမှတ်ချက်ထဲမှာဒါတွေခေါ်တင်ပြီးတော့လုပ်တယ်ဒါပေမဲ့ကျွန်တော်ဆိုင်ငယ်စီးလို့ဟိုကိုအိမ်ကိုရောက်သွားပြီးတောက်ထောက်ပြီးတော့ဆိုင်ငယ်လေးရက်လိုက်ပြီးဆိုတာ ਨੇ ခုနအလုပ်တွေတခုမှမလုပ်တော့အဲ့အကောင်လေးအကုန်လုံးဘာလုပ်ခဲ့လိုက်ပြီဆိုရင်ကျွန်တော်ရဲ့ယာယီမှတ်ညံနေဖြောင်းပြလိုက်ပြီးယာယီမှတ်ညံနေဖယ်ပြလိုက်ပြီးနောက်ထပ်မှတ်ညံနောက်ထပ်တစ်ခုလုပ်ဖို့အတွက်ကျွန်တော်ကဒီမှတ်ညံမှာခေါ်တင်မယ်ဥပမာစာကြည့်မယ်ဆိုအဲ့စာကြည့်တဲ့အလုပ်လုပ်ဖို့အတွက်ယာယီမှတ်ညံမှာခေါ်တင်လိုက်တယ်ဒါဆိုရင်ဟိုကျွန်တော်တို့ယာယီမှတ်ညံလေးကိုနားလေးလောက်မယ်ထင်တယ်เนาะကျွန်တော်တို့လူတွေမှာကျတော့ဒီယာယီမှတ်ညံနဲတယ်လို့ပြောလို့ရတယ်တစ်ခုတည်းနဲ့တစ်ပြိုင်တည်းအများကြီးလို့မရကျွန်တော်တို့ဆိုင်ငယ်စီးနေနဲ့စာကြည့်လို့မရဆိုင်ငယ်စီးနေနဲ့စာအုပ်ဖတ်လို့မရစာအုပ်ဖတ်ပါဆိုင်ငယ်စီးပါဆိုရင်တော့နှစ်ခုလုံးလုပ်လို့ဟိုတစ်ခုလုံးလုပ်တတ်တယ်တစ်ခုစီခွဲလို့ရင်လုပ်လို့ရလိမ့်မယ်ဒါပေမဲ့ဟိုနှစ်ခုလုံးတွဲလို့ရင်အဆင်မပြေတော့ဘူးပေါ့နော်โอเคအဲ့လိုပဲကျွန်တော်တို့စာရေးမယ်ညာဘက်လည်းနဲ့စာရေးမယ်ဆိုရင်โอเคရေးတတ်တယ်ဘယ်ဘက်လည်းနဲ့ရေးပါဆိုလဲဟိုညာတန်တွေကဘယ်လည်းနဲ့ရေးမလာတာပဲရှိတယ်ဒါပေမဲ့ဟိုကာကြီးဆိုကာကြီးခါဝေးဆိုခါဝေးတော့ကျွန်တော်တို့ဟိုရေးနိုင်သေးတယ်ဒါပေမဲ့နှစ်ဖက်လုံးတည့်ပြီးတစ်ပြိုင်တည်းရေးပါဆိုရင်အဲ့မှာအဆင်မပြေတော့ဒီဘက်ကတော့ဟိုကိုနာမည်ရေးဒီဘက်ကိုကိုအသက်ရေးပါဆိုရင်ကျွန်တော်တို့ဘယ်လိုရေးမလဲပယ်ညာနှစ်ဖက်ဘယ်လိုမှအဆင်မပြေတော့တစ်ဖက်ချင်းစီရေးဆိုရင်ရတယ်ဘယ်ဘက်မှာနာမည်ရေးမယ်ညာဘက်မှာအသက်ရေးမယ်တချောင်းချင်းစီရေးလို့ရတယ်အဓိကပြောချင်တာပါလဲဆိုရင် memory ကကျွန်တော်တို့ယာယီမှတ်ညံမှာခေါ်တင်ထားတယ်သူ့မှာအကန့်အသတ်ရှိတယ်ဆိုတာကိုပြောတယ်ဟိုတစ်ခုမှတစ်ခုအလုပ်လုပ်လို့ရတယ်ဆိုတာကိုပြောတယ်သိသိရဲဆိုတာအမြဲ data တွေတူလောင်သိသိထားတဲ့နေရာလေးကိုပြောပါတယ်ဒီနှစ်ခုကိုမရောစေချင်ပါဘူးဘာကြောင့်လဲဆိုရင်တော်တော်များများဒီနှစ်ခုကိုရောကြလို့ဒါလေးကိုကျွန်တော်ဟိုတေချာလေးအချိန်လေးပေးပြီးတော့ဟိုပြောပြတာပါဆိုဖုန်းတွေမှာဆိုရင် memory ဘယ်လောက်ပါလဲဆိုရင် memory 16GB 32GB ဒီလိုပြောကြတယ်ဒါကတော့အကြမ်းများအဖြစ် memory ဆိုတာဟိုအကြမ်းများအဖြစ်မှန်တယ်ဒါပေမဲ့ဒီတက်ပို့ပြီးတိကျပြောရမယ်ဆိုကျွန်တော်တူလောင်သိမ်းစီးတဲ့နေရာ backing store ဘယ်လောက်ပါလဲလို့ပြောဖို့လိုတယ် memory ကကျတော့ယာယီမှတ်ဉာဏ်လေးဖြစ်နိုင်တယ်အဲ့တော့ဖုန်းတွေမှာကျ RAM ရဲ့ ROM ရဲ့ဆိုပြီးပြောတယ် RAM က random access memory ယာယီမှတ်ဉာဏ် ROM ကအမြဲတစေသိမ်းစီးထားတဲ့မှတ်ဉာဏ် RAM ကထပ်တိုးလို့မလွယ်ဘူး ROM ကထပ်တိုးလို့လွယ်တယ် memory ကထပ်တိုးလို့မလွယ်ဘူး backing store ကထပ်တိုးလို့လွယ်တယ် memory ကတော့အခုမှကျွန်တော်တို့ laptop တွေဝယ်လိုက်တယ် memory 4GB ပါတယ်ဆို 4GB ပဲထပ်တိုးလို့မရတော့ backing store ကကျတော့ extra နဲ့ထပ်တိုးလို့ရတယ် internet မှာတိုးလို့မရတော့ပါလေဥမာသူမှာ hard disk ကအခုဆိုရင်ဒီမှာဆို2000ပဲပါတယ်ဆိုတော့နောက်ထပ် 2D တစ်လုံးလောက်ကောက်ပြီးတော့ extra အနေနဲ့ချိတ်လိုက်တယ်ဆိုတော့သူက 4D ဖြစ်သွားမှာအဲ့တော့4000လောက်ဖြစ်သွားမယ်ဒီလိုပုံစံမျိုးလိုအပ်တယ်လို့ထပ်ပြီးတော့ပေါင်းထပ်ပြီးတော့တိုးလို့ရပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့ဒီနေ့သင်ခန်းစာလေးနှစ်ခုရသွားပြီ memory ဆိုတာလဲဘာလဲဆိုတာသိသွားပြီ backing store ဆိုတာလဲဘာလဲဆိုတာသိသွားပြီဘယ်နေရာမှာကြည့်ရမယ်ဆိုတာလဲမှတ်မိအောင်ပဲတင်တယ်เนาะ computer right click နဲ့ property ဒါက computer ကိုနှစ်ချက်နေကြည့်တာပါပြီးသွားရင်နောက်တစ်ခုကဟိုကျွန်တော်တို့ processing အလုပ်လုပ်တဲ့နေရာမှာတော့မပါဘူးခုနကတော့ processing ဆိုတာဒီအပိုင်းလေးကိုပြောတယ်เนาะအပိုင်းလေးကျွန်တော်တက်ချလောက်ပြပြပါမယ်ဒီ processing ထဲမှာတော့မပါဘူး sorry ဒီခုနကတော့ကျွန်တော်ပြောတဲ့ဒီ process ၄ခုထဲမှာတော့မပါဘဲနဲ့အရေးကြီးတဲ့အပိုင်းလေးတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုရင်ね graphic memory GPU လို့ခေါ်တယ်ပေါ့နော် graphic processing unit လေးပါ VGU လို့လည်းခေါ်ပါတယ်သူကကျတော့ရုပ်ဓာတ်ပိုင်းနဲ့သက်ဆိုင်တာအလုပ်လုပ်တာနဲ့မသက်ဆိုင်ဘူးဥပမာကျွန်တော်တို့ဒီ game တွေပါတယ်ကစားမယ် game run ဖို့အတွက် memory နေရာလိုတယ် RAM နဲ့ CPU လိုတယ်ဒါပေမဲ့အဲ့ game တွေကိုပြသဖို့အတွက်ချောမှုလေးတိတိကောမှုမရှိအောင်သူတို့ရဲ့ 3D ရုပ်လုံးရုပ်ကြွတွေပြသဖို့အတွက်ဘာလို့လဲဆိုရင်ဒီ graphic memory ဆိုတော့အရေးကြီးလိုလာတယ်ဒါလေးကိုဘယ်လိုနေရာမှာအဓိကသုံးလဲဆိုရင် 3D game တွေကစားတဲ့အခါမှာသုံးတယ်ဒီ AutoCAD လို့အစာအုပ်ဒီဇိုင်းတွေ 3D ဆွဲတဲ့အခါမှာသုံးတယ် VOD ဖြတ်လုပ်တဲ့အခါတွေမှာအဓိကသုံးပါတယ်ဟုတ်လားဟိုဘာအတွက်လဲဆိုရင်သူကဒီရုပ်ထွက်ပိုင်းနဲ့အဓိကသက်ဆိုင်တယ်ရုပ်ထွက်ကြည်လင်တာမကြည်လင်တာကိုပြောတာမဟုတ်ပါဘူးเนาะရုပ်ထွက်ကြည်တာမကြည်တာကျွန်တော်တို့သုံးတဲ့ monitor ရဲ့အမျိုးအစားလေးနဲ့သက်ဆိုင်တယ်ဒါပေမဲ့အဲ့ဒီရုပ်ထွက်တဲ့အခါမှာအဲ့ထဲမှာပါတဲ့ဒီ 3D တွေရုပ်လုံးရုပ်ကြွတွေရဲ့တည်တတ်မှုဟိုဒီပြတ်သားမှုကဘယ်သူနဲ့အဓိကသက်ဆိုင်လဲဆိုရင် graphic memory နဲ့သက်ဆိုင်ပါတယ်ခုနောက်ပိုင်းဆိုကျွန်တော်တို့ game တွေမှာဆိုလဲဒီဟိုအရန်ပိုဟိုကောင်းလာတယ်လေ game တွေက graphic တွေအရန်ကောင်းလာတဲ့အခါမှာဟိုဘောလုံးကန်တဲ့ game တို့ပါလို့ဆိုတော့မှမတည်ဘူးဆိုရင်ဒါတကယ်ဘောလုံးပွဲလားဘောလုံးပွဲကြည့်နေရတာလားဆိုတော့ဒီခံစားမှုရလောက်အောင်ဒီတော်တော်လေးပြင်လာတွေ့ရတယ်အဲ့လို game တွေကိုကျွန်တော်တို့ကစားဖို့အတွက်ဆိုရင် graphic memory တော်တော်များများလေးလိုလိမ့်မယ် graphic memory နဲ့ဆိုရင်ကစားလို့ရမှာမဟုတ်ဘူးအဲ့တော့ဟိုကြုံဘူးလိမ့်မယ်ကျွန်တော်တို့ဖုန်းတွေမှာဆိုလေတငယ်ချင်းဖုန်းကတငယ်ချင်းကအဲ့ game လေးကစားနေတယ်ကားမောင်းတဲ့ game လေးကစားနေတယ်သဘောကျလို့ကိုဖုန်းထဲကိုကောက်ပြီးစာပြလေးနဲ့ကူထည့်လိုက်တယ်ကိုဖုန်းထဲမှာထည့်လို့ရတယ်
ဖွင့်ကြည့်လို့ရတယ်ဖွင့်ကြည့်တယ်တကယ်တမ်းကစားကြည့်တဲ့အခါမှာဟိုဖုန်းကထွက်သွားတာဆော့ဂိမ်းကပိတ်ပြီးထွက်သွားတာတို့တခါကျတစ်ကြီးနဲ့ဖြစ်နေတာတို့ဒီလိုမျိုးကြုံတွေ့ဘူးကောင်းကြုံတွေ့ရလိမ့်မယ်အဲ့ဒါဘာဖြစ်လို့လဲဆိုကျွန်တော် CPU နိုင်လို့အလုပ်လုပ်နိုင်တယ် memory ဆန်းလို့ဟို run နိုင်တယ်ဆိုပေမဲ့လည်းဒီ graphic memory လို့ခေါ်တဲ့ရုပ်သက်ပိုင်းနဲ့သက်ဆိုင်တဲ့မှတ်ဉာဏ်ကနည်းနေတဲ့အခါမှာဒါတွေအလုပ်လုပ်လို့မရဘူးဆိုတာဖြစ်သွားgraphic နဲ့သက်ဆိုင်တဲ့မှတ်ဉာဏ်နည်းနေတဲ့အခါမှာသူကကောင်းကောင်းအလုပ်မလုပ်နိုင်တော့ဘူးပေါ့နော်ဟိုဒီရုပ်ထွက်တွေကိုကောင်းကောင်းမပြသပေးနိုင်တော့ဘူးဒါလေးကိုဆိုလိုချင်တာပါနော်အဲ့တော့ပုံမှန်ကိုကစာရိုက်မဲ့သူစည်ရင်းတွေလုံးမဲ့သူရိုးတနန်းတာမန်ဒီ 2D design လောက်ပဲဆွဲမဲ့သူဆိုရင် graphic memory အရင်မလိုပါဘူးเนาะဟိုကိုကစိုက်လို့ဆိုလုံးဝကိုမလိုပြဿနာမရှိဘူးဘေးရင်ပါတဲ့ဟာနဲ့တုံးလို့ရတယ်ဟိုဒီမပါတဲ့ set တွေဝယ်လို့ရတယ်ကျွန်တော်တို့ဒီ set တွေသွားဝယ်တယ်ဆိုလေသူတို့ကဒီ computer လေးကတော့ i3 memory ကတော့ 4K hard disk ကတော့900ဒါလေးကတော့6သိန်းဒီ computer လေးကတော့ခုနကတော့လိုပဲ i3 4K 900ပဲဒါပေမဲ့သူက graphic 2K ပါတယ်သူကတော့9သိန်းဒီလိုပုံစံမျိုးတွေဒီကျွန်တော်တို့နောက်ပိုင်း computer တွေဝယ်လာတဲ့အခါမှာတွေ့ရလိမ့်မယ်အဲ့ခါကျရင် graphic ပါတာနဲ့မပါတာဘယ်ဟာယူရမလဲဆိုတာရွေးချယ်ရခက်နေလိမ့်မယ်အဲ့တော့ဘာကွာလဲဆိုတာရှင်းသွားတယ်ဆိုရင်ရွေးချယ်ရတာခက်မှာမဟုတ်တော့ပါဘူးအဲ့တော့ကိုကဘာသုံးပါလဲကိုအရင်ဆုံးစဉ်းစားလိုက်အဲ့သုံးမဲ့ပုံမူတည်ပြီးကိုသုံးပါကဒီ game တွေပါတွေကစားဖို့အတွက်ကြီးညွှန်းထားတယ် game တွေပါတွေကစားခြင်းနေဆိုရင်ကျွန်တော်တို့ဒီ graphic ပါတဲ့ set ကလေးကိုဝယ်ဖို့လိုတယ်တကယ်လို့ game တွေမစော်ဘူးပုံမှန်မဲ့လုပ်ငန်းသုံးမဲ့စင်းရင်လုပ်မဲ့ကိုကစင်းကင်သမားမလို့အဲ့တော့ Excel သုံးတာလောက်နဲ့ကျွန်တော်တို့ graphic မလိုဘူးပေါ့နော်โอเคဒါလေးကိုတော့နားလည်လောက်မယ်လို့ထင်ပါတယ်ဒါဆိုရင် graphic ကဘယ်နေရာမှာသုံးလို့ရလဲဆိုတာသိပြီရုပ်ထွက်ပိုင်းနဲ့သက်ဆိုင်တဲ့အဓိက game တွေကစားတဲ့အခါမှာသုံးတယ်အဲ့တော့ AM သူက graphic memory ကလည်းအများကြီးမရှိဘူး 1K တို့ 2K တို့ 3K တို့ 4K တို့ 8K တို့ဒီလိုတွေရှိမယ်အများဆုံးသုံးတာတော့ Nvidia AMD ဒီ graphic memory ဒီမျိုးစားလေးတွေသုံးကြတာများပါတယ်ဒါဆိုရင်သူ့ကိုဘယ်မှာတွားကြည့်လို့ရလဲဆိုရင် RAM တွေကနေတဲ့ DXD IAG ဆိုတဲ့နေရာလေး DirectX เนาะဒါကျွန်တော်ရှေ့မှာဖွင့်ခဲ့ပြီးသားပြောခဲ့ပြီးသားမလို့ဒီမှာတော့အသေးစိတ်မပြောတော့ဘူးခုနကတော့ RAM ကတော့ဒီမှာ 8K ဆိုတော့ megabyte နဲ့ပြတယ်เนาะ8192 megabyte ဒါ graphic memory backend store ကတော့ကျွန်တော်ဒီမှာတွားကြည့်လို့တော့မရပါဘူးခုနဟာလေးမှာတွားပေါင်းကြည့်လို့ရတယ်ပြီးတော့နောက်တစ်ခုကကျွန်တော် display ဆိုတာလေးရှိတယ်အဲ့ဒီ display ဆိုတာလေးကိုတစ်ချက်နှိပ်ပေးပါအဲဆိုရင်ဒီမှာ total memory ဘယ်လောက်ရှိလဲဆိုသူကကျွန်တော်ရဲ့ဒီ graphic memory လေးရဲ့နာမည်မြင်ရမလားမသိကျွန်တော်နည်းနည်းလေးဆွဲချလိုက်မယ်နော် graphic memory လေးရဲ့ဒီနာမည်လေးကိုတစ်ချက်ကြည့်မယ်ဆိုရင် Intel ပေါ့ HD graphic ပေါ့ UHD graphic တဲ့ဒါကကျတော့ဒီလို Intel HD graphic ဆိုတာဒီ Intel ရဲ့ပုံထဲမှာပါတဲ့ဒီဘေးတင်ပါတယ်ပေါ့နော်ဟိုငကိုကလေးကဒီပါတဲ့ share memory လို့ခေါ်မယ်ဒီ mother ဒီ computer ရဲ့ graphic card တည်တတ်မဟုတ်ဘဲနဲ့ခုနကတော့ဒီ memory ကနေ share တယ်ပြီးရင်ဘုတ်ကနေ share တဲ့ memory ကို graphic မှတ်ဉာဏ်ကိုပြောပါတယ်သူကဘယ်လောက်ရှိလဲဆိုရင် 4K လောက်ရှိတယ် sorry share memory ဒီ3922 memory 3922 RAM 8K ကထွက်တဲ့ memory ရဲ့ပြီးတော့ graphic ကဒီဘုတ်ကနေထွက်တဲ့ memory ရဲ့ဆိုရင်သူက 4K နီးပါးလောက်ရှိတယ်လို့ပြောပါတယ်เนาะ 1K ဆိုရင်ကျွန်တော်တို့ထားပါတော့ megabyte 1000လို့ပဲမှတ်ထားမယ်ဆိုရင်ဒါဆိုရင် 4K လောက်ရှိတယ်လို့ပြောပါမယ်ဒါကကျတော့ဘေးတင်ပါတဲ့ memory လေးနော်နည်းနည်းလေးတော့ရှုံနိုင်တယ်နော်ကျွန်တော်ဒါလေးချက်ချက်လေးပြောပြမယ်ဘေးတင်ပါတဲ့ memory လေးပြီးတော့နောက်တစ်ခုက runner ကကျတော့ graphic card ကိုပြောပါတယ်နော်တချို့ကြဒီ runner ပါမှာမဟုတ် runner မပါရင် graphic card မပါလို့နော် graphic card ပါမှာပဲ runner ဆိုတာလေးမြင်ရမယ်သူကတော့ဒီ Radeon ပေါ့နော် AMD က processor လေး AMD AMD က CPU လေးပါသူကဘယ်လောက်ရှိလဲဆိုရင်တဲ့ဒီမှာ438ခွန်ပေါ့နော်408 4GB ပါတယ်မနေ့ကဆိုဒီကွန်ပျူတာလေးဆိုရင်တို့ကဘယ်လိုပြောရအောင်လဲဆိုရင်RAM ဒီ graphic memory 4GB ပါတယ်လို့ပြောရအောင်မယ်ဒါပေမဲ့ကျွန်တော်တို့တကယ်တမ်းရတာတော့ graphic memory 4K ရဲ့ဟိုဘက်ကသူ့ရဲ့ book က memory ကနေ share တဲ့ graphic က 4K လောက်နဲ့ဆိုရင်ဘယ်လောက်ရလဲဆိုရင်တကယ်တမ်းရတာ graphic က 8K လောက်ထိရပါတယ်เนาะအဲ့တော့ဒီ set ဆိုရင်တော်တော်များgame နည်းနည်းကြီးလေးထိစောလို့ရတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်เนาะအဲ့တော့ကိုယ့်ရဲ့အစိတ်ပိုင်းတွေတူသွားရင်နောက်ချက်ကျွန်တော် software တွေတွင်းတာပဲဖြစ်စေပြီး game တွေကစားဖို့ခွေသွားဝယ်တာပဲဖြစ်စေသူတို့မှာဒီ hardware ဒီကိုင်းညီတဲ့ specification တွေသူတို့မှာပြပေးတာဒီ game ကစားဖို့ဆိုရင် CPU ဘယ်လောက်ဖြစ်မှရမယ်လို့လေmemory ဘယ်လောက်ရှိမှ graphic ကအနည်းဆုံးဘယ်လောက်ရှိမှရမယ်လို့ဆိုရင်ကျွန်တော်တို့ဒါလေးတွေကိုကကြိုကြည့်ထားလိုက်တော့ကိုယ်စနဲ့ကိုင်းညီလားမကိုင်းညီလားဒါတွေခွဲခြားလို့ရပါလိမ့်မယ် okay ဒါဆိုရင် graphic memory ကြည့်ရလောက်မယ်လို့ထင်ပါတယ်เนาะ
ပြီးတော့နောက်တစ်ခုကဘယ်မှာသွားကြည့်လို့ရသေးလဲဆိုရင်ဒီ CPU ကနေsorry test manager လေးကနေလည်းသွားကြည့်လို့ရပါတယ် CPU ကြည့်မယ် memory ကြည့်တယ်memory 8GB တဲ့ဒီဘက်မှာဆိုရင်เนาะပြီးတော့ဘယ်လောက်သုံးထားလဲဆိုတော့ကျွန်တော်တို့နောက်မှအသေးစိတ်ဒီသင်ခန်းစာတစ်ခုအနေနဲ့သွားကြည့်ပါမယ်ဒါကတော့ backend store ဘယ်လောက်ရှိလဲဆိုရင်သူက 1.8T လို့ပြောပါတယ် 1.8T ဆိုတာဒါပါကျွန်တော်တို့ 2K လို့ပဲပြော 2K လို့ပဲပြောတော့ပါမယ်เนาะsorry 2K တော့ပြန်နေ 2T လို့ပြောပါမယ်เนาะပြီးတော့ရင် Ethernet ဒါကျိုးနဲ့ချိန်ထားတဲ့ network ဒါကတော့ Wi-Fi မှာဒါကတော့ GPU 1 GPU 0 GPU 1ဒါကတော့သူကဒီဘေးရင်ပါတဲ့ graphic နဲ့ပြီးရင်ဒီ extra နဲ့နောက်ထပ်ချိန်လိုက်တဲ့ graphic ဆိုပြီးနှစ်ခုခွဲပြပေးထားတယ်အားလုံးပေါင်းမယ်ဆိုရင်တော့ဘယ်လောက်ရှိလဲဆိုရင်ဒီ7.8ပေါ့နော် 8GB ရှိတယ်လို့ကျွန်တော်အကြံဉာဏ်ပြောလို့ရပါတယ်ဒါဆိုရင်အခုကျွန်တော်တို့ဘယ်နှခုတည်သွားပြီလဲဆိုရင်ဒီနေ့ထပ်ပြီးတော့လေ့လာလိုက်တာက sorry memory တည်သွားပြီ backend store တည်သွားပြီပြီးတော့ရင် graphic memory ဆိုတာလေးလည်းတည်သွားပါပြီဒါလေးကအရင်ရေးကြည့်ပါတယ်เนาะပြီးဒါလေးနဲ့ပတ်သက်ပြီးကျွန်တော်လေ့ကျင့်ခန်းလေးလောက်အောင်ပြောပြတာလေ့ကျင့်ခန်းလေးတွေပြောပြပါမယ်ပြီးတော့ရင်နောက်တစ်ခုကခဏလေးเนาะကွန်ပျူတာတစ်လုံးသွားဝယ်တော့မယ်ဆိုကျွန်တော်တို့ဒီအစိပ်ပိုင်းတွေကိုအရေးကြီးကြည့်ဖို့အရေးကြီးပါတယ်ကြည့်တတ်ဖို့အရေးကြီးတယ်အခုဒါဆိုရင်ကျွန်တော်တို့ကြည့်ဒီကိုယ့်ရဲ့ကွန်ပျူတာထဲမှာရှိတဲ့အစိပ်ပိုင်းတွေတော့ကြည့်တတ်သွားပြီအစိပ်ပိုင်းတစ်ခုချင်းစီမှာလည်းဘယ်လိုလုံးတလဲဆိုတာလည်းတည်သွားပြီနံပါတ်1 CPU ကြည့်မယ်CPU မှာလည်းသူ့ရဲ့ CPU အမျိုးအစားတွေပြီးရင်သူ့ရဲ့ generation တွေသူ့ရဲ့ speed တွေသူ့ရဲ့ core data တွေကိုကျွန်တော်တို့ကြည့်ဖို့လိုတယ်ဆိုတာတည်သွားပြီ CPU ကဘာလုပ်လဲဆိုရင်သူကဒီတွက်ချက်တဲ့အလုပ်ကိုလုပ်တယ်အဲ့တော့ကျွန်တော်တို့ကမြန်မြန်ဆန်ဆန်တွက်ချက်ဖို့လုပ်ဖို့အတွက်ဆိုရင် CPU မြင့်တာလေးဝယ်ရမယ်ပြီးတော့ memory ဆိုတော့ဒီခုနတွက်ချက်မှုတွေလုပ်ဖို့အတွက်ကျွန်တော်တို့တိုးလောင်ဒီယာယီနေရာပေးထားတဲ့နေရာလေးဖြစ်တယ်အဲ့တော့သူ memory များရှိတယ်ဆိုရင်ကျွန်တော်တို့အလုပ်တွေအများကြီးတစ်ပြိုင်နဲ့ခိုင်းလို့ရတယ် memory နည်းနည်းပဲရှိရဆိုအလုပ်ကနည်းနည်းလေးပဲခိုင်းလို့ရမယ်အဲ့တော့ memory များရင်ပိုကောင်းတယ်ဆိုတာလည်းသိသွားပြီ backend store ကတော့ data တွေတိုးလောင်သိမ်းဆည်းထားတဲ့နေရာဖြစ်တဲ့အတွက်သူကများသိမ်းလို့ရတယ်ဆိုပိုကောင်းတာပေါ့နော်များသိမ်းလို့ရတယ်ဆို data တွေအများကြီးထည့်ထားတယ်တုံးတောင်ပြည့်လို့ဖြတ်တယ်ဆိုတာဖြတ်စရာမလိုတော့ဘူးပြီး graphic memory ကရုပ်ထပ်ပိုင်းနဲ့သက်ဆိုင်တဲ့မှတ်ဉာဏ်ပါရုပ်ထပ်ပိုင်းနဲ့သက်ဆိုင်တဲ့မှတ်ဉာဏ်ပါဆိုရင်သူကဒီ gain ကပါတွေကစားဖို့အတွက်လောက်ပဲကျွန်တော်ဒီရည်ညွှန်းချင်ပါတယ် gain ကစားမဲ့သူတွေဆိုတော့ graphic memory များလေးဝယ်ပါမလိုအပ်ဘဲနဲ့တော့မဝယ်ပါနဲ့เนาะ okay ဒါဆိုကျွန်တော်ဒီစိတ်ပိုင်းတွေတည်သွားပြီအခုပြောခဲ့တဲ့စိတ်ပိုင်းတွေဘာတွေလဲဆိုရင် hardware ဆိုပြီးတဲ့ကင်တွယ်ထိတူလို့ရတဲ့အစိတ်ပိုင်းတွေပါเนาะဒါဆိုကျွန်တော်ကွန်ပျူတာတောင်းဝယ်မယ်ဆိုရင်အရေးကြီးတာကတော့ hardware ကိုပဲကြည့်ဝယ်ရပါတယ် software ကိုတော့ကြည့်စရာမလိုဘူး software ကလည်းအရေးမကြီးလို့မဟုတ်ပါဘူးအရေးတော့ကြီးတယ်ဒါပေမဲ့ software ကနောက်မှကိုယ်တိုင်ထပ်ပေါင်းထည့်လို့ရတယ်လေတီးတန့်ထပ်ပြီးတော့ဝယ်စရာမရှိဘူးဥပမာကိုယ်ဆက်ထဲမှာ Microsoft မပါခဲ့ Microsoft software လေးဒီ download ဆွဲပြီးထည့်တော့မဟုတ်ဒီcopy ခွေလေးဝယ်ပြီးထည့်တကယ်ချင်းတွေကကူပြီးထည့်ဆိုပြီးကုန်ကြစိတ်မရှိဘူးဒီ hardware ပစ္စည်းတွေမှာတော့အဲ့လိုမဟုတ်ဘူးလေဟုတ်လား memory ကတော့ 2GB ပဲပါလို့ 4K နဲ့လဲကျင်ပါတယ်ဆိုပြီးတော့သွားလဲလို့မရဘူးကို့မှာ hardware စိတ်ပိုင်းတွေကတော့အသေးပါတာဖြစ်တဲ့အတွက်ဒီ hardware စိတ်ပိုင်းတွေကိုကျွန်တော်အဓိကသွားပြီးကြည့်ပါမယ်အဲ့တော့ကျွန်တော်ကွန်ပျူတာတစ်လုံးဝယ်တော့မယ်ဆိုရင်အရင်ဆုံးပါစဉ်းစားရမလဲဆိုရင်နံပါတ်1အနေနဲ့ကိုကဘာသုံးမလဲဆိုတာလေးကိုအရင်စဉ်းစားပါမယ်เนาะအရေးကြီးပါတယ်တချို့ကြဘာသုံးမလဲမစဉ်းစားဘူးမစဉ်းစားဘဲနဲ့တခါတည်းတန်းဝယ်တယ်သူတို့သုံးကျင်တာတက်ပို့ပြီးတော့သူတို့သုံးတင်လောက်သူတို့ကုန်သူတို့သုံးမဲ့အနေထားနဲ့ကိုက်ညီတာတက်ပို့ပြီးတော့ကွန်ပျူတာတွေဝယ်တယ်ဆိုလဲကွန်ပျူတာကြီးကမြင့်နေတာပဲရှိတယ်သူတို့အတွက်ကိုက်ညီမှုရှိမှချင်မှရှိမှာဥပမာဆိုတော့ကျွန်တော်တို့ကစိုက်လုပ်ဖို့အတွက်ကွန်ပျူတာတော့ဝယ်မယ်စိုက်လုပ်မယ်ဆိုရင်Microsoft ကသုံးမယ် pacemaker လေးပါလေး pacemaker သုံးမယ်ပေါ့နော်ဒီလောက်လေးပဲသုံးဖို့အတွက်ဆိုရင်တော့ဒီ CPU လည်းအရင်မြင့်စရာမလို Microsoft RAM ဖို့လောက်တော့ memory လည်းအရင်များစရာမလို backend store လည်းအရင်များစရာမလိုပုံမှန်ဒီ Celeron Panion လောက်ဆိုလုံလောက်တယ်4-5သိန်းလောက်ဆိုလုံလောက်တယ်အဲ့ဒါဒီအောင်မတည်ဘဲနဲ့ဆက်မြင့်တာကောင်းတယ်ဆိုပြီးကျွန်တော်က15သိန်းသိန်းနဲ့10တိုင်းကွန်ပျူတာကြီးသွားဝယ်လာလေ15သိန်းနဲ့သိန်းနဲ့10တိုင်းကွန်ပျူတာနဲ့ရိုက်လေတရွက်900ဆို900ပဲရမယ်ပို့ပြီးတော့ထူးပြီးတော့မြန်သွားတယ်လို့လဲစာရိတ်တာပို့မြန်သွားတယ်ပို့ပြီးတော့လှသွားတယ်လို့တော့မရှိပါဘူးအဲ့တော့ကိုကဘာသုံးမှလဲကိုသုံးမဲ့ပုံမူတည်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့စီစစ်ဖို့တော့လိုပါတယ်အဲ့ဒါစီစစ်ဖို့တော့ကျွန်တော်ဒီအချက်လက်လေးနဲ့ပြန်ပြီးတော့နှိုင်းရှင်းနေရလေးလုပ်ကြည့်ပါမယ်အရင်ဆုံးကျွန်တော်ကကွန်ပျူတာဝယ်တော့မယ်ဆိုရင်ဘာကြောင့်ဝယ်မှာလဲဘာအတွက်လဲသုံးမှာလဲဆိုတာလေးကိုအရင်ဆုံးအရေးကြီးပါတယ်ပြန်စဉ်းစားပါမယ်သူများတခြားတငယ်ချင်းတွေကအခုလာပြီးကွန်ပျူတာဝယ်ဖို့အခုညီတောင်းတယ်ကွန်ပျူတာတွေလိုက်ဝယ်ပေးပါလို့ပြောရင်လေကျွန်တော်ကအရင်ဆုံးသူတို့ကိုမေးရမယ်ဘာသုံးမှာလဲအရင်ဆုံးသူတို့မေးမယ်ဘယ်လောက်လဲဆိုတာနောက်ဘယ်လောက်တက်ဝယ်မလဲဆိုတာနောက်မှာပေါ့နော်ဘာသုံးမှလဲအရင်ဆုံးသူတို့မေးရမယ်အဲ့တော့သူတို့ကမှစာရိတ်မယ်ဈေးနေလာလုံမယ်
ပြီးသွားရင်ဘူးယူကြည့်မယ်အများဆုံးဘာသုံးပါလဲသူတို့ကိုမေးလိုက်မယ်ပေါ့နော်အဲ့တော့အများဆုံးဒီ AutoCAD တွေဘာတွေသုံးမဲ့သူဆိုရင်တော့ဘယ်လို set တွေဝယ်မယ်ဆိုတော့ကျွန်တော်ပြီးကြရင်ပြန်ပြီးတော့ရွေးဖို့လိုလိမ့်မယ်အဲ့တော့အရင်ဆုံးသူတို့ဘာသုံးမလဲဆိုတာလေးမေးအဲ့သုံးမဲ့ပမာဏနဲ့မူတည်ပြီးတော့ကိုက်ညီအောင်ကျွန်တော်တို့ပြန်ပြီးတော့ယူပြီးဝယ်မယ်ဘယ်လိုပြန်ရွေးရမလဲဆိုရင်ကျွန်တော်ဒီကွန်ပျူတာသုံးတဲ့ user ကိုအကြံမြင်ကျွန်တော်တို့၃ပိုင်းခွဲလိုက်မယ်နော်ပထမတန်းစာဒုတိယတန်းစာတတိယတန်းစာဆိုပြီး၃ပိုင်းခွဲလိုက်မယ်နော်အကြံမြင်ပေါ့နော်ပထမဦးဆုံးပထမတန်းစာဆိုတာလေးကဘယ်သူတွေဖြစ်မလဲဆိုရင်ねပုံမှန်အနှိမ့်သုံးတဲ့သူတွေပေါ့အနှိမ့်ဆိုတာပုံမှန်ပေါ့ပလေးသုံးတဲ့သူတွေဘာတွေသုံးမလဲဆိုရင်စာရေးတာတွေသုံးမယ်စရင်းတွေလုံးမယ်ပြီးတော့ဗီဒီယိုတွေကြည့်မယ်ပြီးတော့အင်တာနက်သုံးမယ်ဂိမ်းသေးလေးတွေကစားမယ်ကိုယ့်ရဲ့ဓာတ်ပုံလေးတွေဗီဒီယိုလေးတွေကိုကွန်ပျူတာထဲမှာတင်ထားမယ်စာတွေရေးမယ် report တွေတင်မယ် PowerPoint တွေသုံးမယ်ဒီလောက်လေးကိုကျွန်တော်ကဒီတာမန်ပေါ့သုံးတဲ့သူလို့ကျွန်တော်ယူဆလိုက်မယ်ပြီးရင်သူတို့ကိုတော့ကျွန်တော်ပရမတန်းစား user ထဲမှာထည့်ထားလိုက်မယ်ဒါဆိုရင်အဲ့လိုပရမတန်းစား user လေးဒီဘယ်လိုစက်နဲ့ကိုက်ညီလဲဆိုရင်ねကျွန်တော်ရှေ့မှာပြောခဲ့တဲ့ Celeron Pania ပေါ့9သိန်းအောက်ကွန်ပျူတာလေးနဲ့ကိုက်ညီပါလိမ့်မယ်ဒီ Celeron တို့ Pania တို့ဆိုရင်အဆင်ပြေတယ်ဒါဆိုရင်ကိုကအဲ့လောက်လေးပဲသုံးမဲ့သူဆိုရင်အဲ့လောက်ပဲဝယ်ပေါ့နော်အများကြီးဝယ်လေပတ်စံပေါ်ရင်တော့ဝယ်လို့ရတယ်ဒါပေမဲ့ကိုမလို့ဆိုရင်ကိုမလို့တဲ့စိတ်ပိုင်းရမြင်နေကိုတော့ဘာမှအကျိုးမရှိပါဘူးเนาะပြီးသွားရင်နောက်တစ်ခုကဒီတက်နည်းနည်းလေးပုံမြင်လိုက်မယ်ဒုတိယတန်းစားပေါ့ဒုတိယတန်းစားကြောင့်ခုနကတော့ကျွန်တော်ပြောခဲ့တဲ့စာရေးတာတွေဆင်းလုပ်တာတွေဒီတချင်းတွေပါဖွင့်တာအကုန်လုံးလဲ internet သုံးတာအကုန်လုံးလဲသုံးမယ်ပြီးရင်ဒီ design တွေပါတွေဆွဲအောင်မယ်ပေါ့နော် Photoshop လို့ software တွေ AutoCAD လို့ software တွေဒါတွေလဲသုံးအောင်မယ်ဂိမ်းနည်းနည်းလေးကြီးတာလေးကစားမယ်ဆိုရင်တော့ဒီ i3 i5 ကွန်ပျူတာလေးတွေဝယ်ပါမယ်ဈေးနှုန်းနေနဲ့ဆိုရင်တော့ဒီ6သိန်းလောက်5သိန်း6သိန်းလောက်ကနေ8သိန်းလောက်ဝင်ကျချာမှာရှိပါလိမ့်မယ်ဒါကတော့ဒုတိယတန်းစား user လို့ကျွန်တော်သတ်မှတ်လိုက်မယ်ပြီးတော့နောက်တစ်ခုကတတိယတန်းစား user တတိယတန်းစား user ကိုတော့အမြင့်ဆုံးလို့ကျွန်တော်မှတ်လိုက်မယ်ခုနကတော့ high လဲသုံးမယ် design တွေလဲဆွဲမယ်ပြီးရင် video ဒီဖြတ်တွေလုံးမယ် AutoCAD တွေသုံးမယ်ပြီးတော့ game အကြီးတွေကစားမယ်ဒါတွေလုပ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီစက်ကတော်တော်လေးမြင့်ဖို့လိုတယ်အဲ့ဒါကြောင့်မလို့ဘယ်လောက်သုံးဖို့လိုလဲဆိုရင် i7 နဲ့အထက်သုံးဖို့လိုတယ်လို့ပြောပါမယ်ဈေးနှုန်းအနေနဲ့ဆိုရင်တော့9သိန်း10သိန်းလောက်ပေါ့เนาะ okay ဒါဆိုရင်ကျွန်တော်တို့ဘယ်တန်းစားထဲမှာပါလဲဆိုတာလို့အရင်ဆုံးကိုကစဉ်းစားကြည့်မယ်အဲ့ကိုနဲ့ကိုက်ညီတဲ့ဆက်ကိုတစ်ဆင့်ပြန်ပြီးတော့ဘာလုပ်မလဲဆိုရင်ပြန်ပြီးတော့ရွေးပါမယ်ဒါဆိုရင်ကျွန်တော်တို့ပြန်စဉ်းစားလို့လွယ်သွားမယ်ထင်တယ်ကိုတငယ်ချင်းကကွန်ပျူတာလာဝတ်ခိုင်းတယ်တငယ်ချင်းကအင်ဂျင်နီယာအကြောင်းသားဒါဆို तू က AutoCAD တွေပါတွေဆွဲရမယ်ဒါဆို AutoCAD ဆွဲမယ်ဆိုရင်ဒီရှေ့တန်းနဲ့ဘယ်လိုမှအဆင်မပြေတော့ AutoCAD ဆိုတာ software အကြီးပဲပြီးသွားရင်ဒီ graphic ကိုတော်တော်လေးဦးစားပေးထားတဲ့ software 3D ပါရုပ်ကြွတွေပါဆွဲရမှာဖြစ်တဲ့အတွက်အနည်းဆုံးကျွန်တော်တို့ဘယ်လောက်ဖြည့်ဖို့လိုလဲဆိုရင် i7 ဖြည့်ဖို့လိုတယ်ဒါဆိုသူဆိုရင်9သိန်း10သိန်းလောက်ရှိယူခဲ့လို့ကျွန်တော်တို့ပြောခဲ့လို့ရတယ်ဒါမှမဟုတ်ဆိုရင်တချို့ကြရုံးကmanager တွေပါတွေဒါမှမဟုတ်ရုံးမှာရုံးသုံးဖို့အတွက်ပဲကိုယ့်ရဲ့ personal မှတ်စုမှတ်တမ်းတွေသုံးဖို့အတွက်လောက်ပဲဆိုရင်တော့ဒီဘက်ကကွန်ပျူတာလေးတွေသုံးလို့ရတယ်ဈေးနှုန်းတွေနဲ့9သိန်းလောက်ပေါ့ဥပမာဒါမှမဟုတ် design တွေပါတွေဆွဲဖို့အတွက်ကြီးညွှန်းထားတယ် Photoshop တွေပါလည်းသုံးပြီး design တွေပါဆွဲမယ်ဆိုရင်တော့ဒီ i3 တို့ i5 တို့သုံးလိုက်မယ် okay ဒါဆိုဈေးနှုန်းတွေနဲ့တော့ရှေ့မှာပြောခဲ့ပြီးသားဆိုတဲ့အတွက်ဒါဆိုကျွန်တော်တို့တစ်ခါတည်းတွဲပြီးတော့ခံမှန်းကြည့်လို့ရမယ်လို့ထင်ပါတယ်เนาะပြီးသွားရင်ဒီဘက်ကိုကျွန်တော်ပြန်သွားလိုက်ပါမယ်ဒါလေးတော့နားလည်လောက်မယ်ထင်ပါတယ်เนาะပြီးလေ့ကျင့်ခန်းလေးအတွက်ကျွန်တော်အားလုံးပြီးပေါင်းပြောပေးပါမယ်အခုကြည့်ရမှာပါလေးလေဆိုကွန်ပျူတာမှာသုံးတဲ့ unit လေးတွေဒါလေးတွေကိုအမှတ်မိအောင်ကြည့်ထားပေးပါเนาะဘာတွေရှိမလဲဆိုရင်1 big ဆိုရင်ねဒါ big လို့ခေါ်တယ်เนาะပြီးတော့ရင် big ဆိုတာ binary digit ကိုပြောပါတယ်1 big เนาะ1 big နဲ့ကိုင်ညီ unit တော့မရှိဘူး8 big မှာတဲ့1 byte ရှိတယ်1 byte ဆိုကျွန်တော်1 byte ကိုပြောတာမဟုတ်ဘူးเนาะ1 byte ရှိတယ် okay ဒါဆိုရင်တနည်းအားဖြင့်1 byte မှာဆိုရင်8 bit ရှိပါတယ်တဲ့ဒါကတော့ရှေ့တုန်းက unit လေးကတည်တံ့လေးတက်ခုမှလိုက်ပါเนาะပြီးတော့ရင်ဘယ်ကနေစမလဲဆိုဒါကတော့အသေးဆုံး unit လေးဆိုတာ big big ဆိုတဲ့ unit ကမှန်တကယ်တော့ကျွန်တော်တို့ဒီအပြင်မှာ file တွေမှာတွားကြည့်ရင် big ဆိုတာဒီမရှိတော့ပါဘူးအနည်းဆုံးဒီလောက်ကနေစပါတယ်เนาะဒါပေမဲ့ကျွန်တော်မှတ်ထားလိုက်ပါမယ်8 bit မှာ1 byte ရှိတယ်1024 byte 1024 byte မှာဆိုရင်1 kilobyte ရှိပါတယ်တဲ့ပြီးတော့ရင်1024 kilobyte မှာ1 megabyte ရှိတယ်1024 megabyte မှာ1 gigabyte ရှိတယ်1024 gigabyte မှာ1 terabyte ရှိပါတယ်เนาะ1 terabyte ကဒါဆိုကျွန်တော်တို့အပြန်အဖြစ်အမြင့်ခုလက်ရှိအနေထားအရဆိုတော့အများဆုံးအမြင့်ဆုံးအနေနဲ့တွေ့ရမှာ 1D 2D အခုဒီကွန်ပျူတာလေးဆိုရင်2000K ဆိုရင် 2D ဆိုတာလေးရှိရလေ 2000K လို့ပြောတယ် 2D ရှိတယ်အဲ့လို TB terabyte ပေါင်းဘယ်လောက်လဲ1024ဖြစ်မှာပဲနောက်ထပ်
petabyte ဆိုတဲ့နောက်ထပ် unit တစ်ခုရောက်လာမှာပါအကြမ်းမြင်အားဖြင့်ကျွန်တော်တို့ကဒီလောက်ဆိုရက်သွားပါပြီပုံမှန်သုံးတဲ့အနေထားမှာเนาะဒီလောက်ဆိုရက်သွားပြီ TB မှတ်မိတယ်ဆိုရပါတယ်ဒါဆိုရင်ကျွန်တော်တို့ပြန်ဖတ်ကြည့်မယ်ဒီ3ချောင်းလေးပဲเนาะ1024 KB မှာဆိုရင်1 MB ရှိတယ် megabyte ရှိတယ်1024 megabyte MB မှာဆိုရင်1 GB 1024 GB မှာဆိုရင်1 TB ဒါလေးတွေတော့မဖြစ်မနေကျွန်တော်တို့သိအောင်လုပ်ထားပေးပါဘာကြောင့်လဲဆိုနောက်မှာဒါတွေအကုန်လုံးအများကြီးပြန်သုံးမှာဖြစ်လို့ပါเนาะအဲ့တော့ TB ကကြီးတယ်သူကနည်းနည်းလေးငယ်တာ GB ကငယ်တယ်ပုံမှန်အားဖြင့်ကျွန်တော်တို့ဖုန်းတွေမှာဆို 1K တို့ 2K တို့ပြောတာဒီ unit နဲ့ပြောပါတယ်เนาะအဲ့တော့သူ့ကိုပြန်ခွဲထုတ်လိုက်မယ်ဆို megabyte နေလဲဆိုရင်1024အများကြီးထွက်လာလိမ့်မယ်ဒါဆိုရလောက်မယ်เนาะအောက်မှာဆို petabyte တွေ exabyte တွေ zettabyte တွေ yottabyte တွေအများကြီးပဲရှိတယ်เนาะအဲ့တော့နောက်အမြင့်ဆုံးကတော့ဒီကောင်ကြီးပေါ့เนาะဘာလို့ဖတ်မလဲ C ပို byte ပေါ့ထားပါတော့ဒီ byte ကအကြီးဆုံးဒီ byte ကအကြီးဆုံး memory ပေါ့เนาะ okay အဲဆိုရင်အများဆုံးကျွန်တော်တွေ့ရမှာဒီလောက်ပဲဆိုရင်ဒီသုံးခုလေးမှတ်ထားရပါပြီဒါတွေကတော့သိထားရအောင်ဖတ်ထားရပါပြီเนาะ okay အခုကျွန်တော်နည်းနည်းလေးဗာထပ်ပြောချင်သေးလဲဆိုရင်ခုနကတော့စိတ်ပိုင်းလေးတွေကျွန်တော်တို့ကြည်တာလေးတစ်ချက်ပြောပါမယ်เนาะဒါဆိုရင်ကွန်ပျူတာရဲ့ hardware တွေတော်တော်များများတည်သွားပြီဖြစ်တဲ့အတွက်အဲ့ဒီ hardware တွေကိုကျွန်တော်အပြင်မှာသွားဝင်ဘယ်လိုတွေပြလဲဆိုတာလေးကိုကျွန်တော်တစ်ချက်ပြပေးချင်ပါတယ်ဒါလေးတွေတစ်ချက်လေးလာကြည့်အောင်ပါအခုဆိုပါတော့ဒါကတော့အခုကျွန်တော်ရှိတဲ့ Dell Inspiron 550ရဲ့သူရဲ့ technical specification လေးတွေကိုပြပေးတယ်ဒီအပိုင်းလေးပါဒါဆိုရင် CPU ဆိုပါတဲ့ CPU ဆိုရင်အခုဆိုရင် Intel Core i7 ကျွန်တော်တို့ပြင်မှာကွန်ပျူတာသွားဝယ်မယ်ဆိုဒီစိတ်ပိုင်း website ကပဲဝယ်အပြင်မှာသွားဝယ်သူတို့ catalog လေးထုတ်ပြမယ်သူတို့ site လေးနဲ့ထုတ်ပြမယ်ဒါကတော့သူထဲမှာပါတဲ့အစိတ်ပိုင်းတွေပါဆိုကျွန်တော်တို့ဒါလေးကိုဖတ်လိုက်တာနဲ့ဒီကိုသုံးမဲ့ပမာဏနဲ့ကိုက်ညီလားလို့သိအောင်ဒါလေးကိုအလေးကျင့်လေးလုပ်ပါမယ်เนาะnagite တွေပါရှိရင် nagite တွေကနေကြည့်မယ်website တွေရှိဆို website တွေကနေရှာကြည့်မယ်ဒါမှမဟုတ်ကိုယ့်ရဲ့ computer မှာရေးထားရင်လေ computer မှာရေးထားလေးကိုကြည့်ပါမယ်เนาะအရင်ဆုံးကျွန်တော်တို့ CPU ကြည့်ပေးရတယ် CPU ကဒါဆိုရင်ဒီမှာပတ်ကြည့်မယ်ဆိုရင် CPU က Core i7 8550U ဒါကြီးကျွန်တော်တို့သိခဲ့ပြီးသားเนาะ i7 တည်တယ်ပြီးသွားရင် 8 generation ဒီ ultra CD ပေါ့เนาะ UCD ပါပြီးသွားရင် GPU ဆိုတာကျွန်တော်တို့ခုနပြောခဲ့တယ် graphic memory ကိုပြောတာပါ graphic memory ဘယ်လောက်ရှိလဲဆိုရင် 4K okay ဒါဆိုရရင်เนาะ graphic memory လည်းကြီးတတ်တယ်ပြီးသွားရင်နောက်တစ်ခုက display ကတော့15ခွဲ Full HD ကိုပြောတယ်15ခွဲဆိုတာဘယ်လိုတိုင်းလဲဆိုကျွန်တော်ဒီလိုတောင်းဖြတ်တိုင်းပါတယ်เนาะဒီလိုကြီးမတိုင်းဘူးเนาะဘယ်လိုတိုင်းလဲဆိုဒီလိုတောင်းဖြတ်လေးတိုင်းပေးပါတယ်ပြီးသွားရင်နောက်တစ်ခုက HDD SSD ဒါကတော့ hard disk ပေါ့ backing store တူလောင်သိမ်းဆည်းတဲ့ပမာဏက 128K SSD ရှိတယ်ပြီးသွားရင် 1TB ရှိပါတယ်เนาะ 1TB hard disk ရှိပါတယ်9400 RIP per minute ဒါကတော့အကုန်လုံးက9400နဲ့လာတာဆိုတော့ဒါကိုကျွန်တော်မဖတ်တော့ဘူးဒီကောင်လေးရှိမယ် 1T ရဲ့အားလုံးစုပေါင်းမယ်ဆိုတူလောင်သိမ်းဆည်းထားတဲ့နေရာလေးက1000နဲ့မှ128ရှိတယ်ဒါပေမဲ့128 GB ကဘာလဲဆိုရင်သူက SSD solid state drive လေးပါ speed ပိုမြန်တဲ့ hard disk လေးလို့ကျွန်တော်မှတ်ထားလိုက်ပါမယ်သူ hard disk တော့မဟုတ်ဘူးเนาะ solid state drive ပါပြီးသွားရင်ဒါကတော့ဒီ memory store နှစ်ခုပါတယ်ဆိုတာလေးကိုပြောပြထားတယ်ဒါလေးတော့ကျွန်တော်မကြည့်လဲရတယ် RAM ဘယ်လောက်ရှိလဲဆို RAM 8GB ရှိပါတယ်တဲ့เนาะ RAM 8GB ရှိတယ်ဒါကတော့သူ့ရဲ့ site ကတော့ကျွန်တော်တို့အပြင်မှာကြည့်လို့ရတယ်ဆိုတော့ site ကိုမကြည့်တော့ဘူးပြီးရင်ဒီမှာအလေးချိန်လည်းကျွန်တော်တို့မကြည့်တော့လိုအပ်တယ်ဆိုတော့ကြည့်လို့ရတယ်ပေါ့နော်ပြီးတော့ရင်ဒါကတော့သူ့ရဲ့ body ရှိတယ် plastic ရှိမယ် polycarbonate ရှိမယ် aluminum ရှိမယ်ပေါ့နော်ဒါကတော့သူ့ရဲ့ဒီကဘာတိဆောက်ထားတဲ့အားတွေဒီအပိုင်းကိုပြောတယ်ပြီးတော့ရင်နောက်တစ်ခုက post and connectivity ဒီ POV တွေပေါ့သူ့မှာပါတဲ့ဒီအပေါက်တွေကိုကျွန်တော်တို့စစ်ကြည့်မယ်ဆိုရင်ဘာတွေရှိမလဲဆိုရင် USB Type C ဆိုတာလေးရှိမယ် USB Type C ကကျတော့ဘာအတွက်သုံးလဲဆို USB Type C ကကျတော့ဒီလိုပါလေးပြောပြပေးမယ်နော် laptop ဖွင့်ကြည့်လိုက်တယ်ဆိုရင်ခဏလေးနော်ဒီလိုပိုင်းလေးဒီလိုဟာလေးကိုကျွန်တော် USB Type C လို့ပြောပါတယ်ခဏလေးကျွန်တော်ဒီထဲမှာပါလာတဲ့ချက်လောက်ကြည့်လိုက်မယ်ဟောဒီမှာပါတယ်နော်တစ်ချက်ဒါလေးက USB Type C လေးဘာအတွက်လဲဆိုရင်ကွန်ပျူတာတစ်လုံးနဲ့တစ်လုံးတော့တူမှာမဟုတ်ဘူးเนาะကျွန်တော်ကိုယ့်ရဲ့ကွန်ပျူတာပြီးရင်ဘာပါလဲဆိုဒီအပေါက်တွေအကုန်လုံးလိုက်ကြည့်မယ်ပြီးရင်ကျွန်တော်ပြန်ပြောပါမယ်เนาะ Type C ဒီ Type C လေးကနော်သူက Type C ပါတယ်လို့ပြောတယ် Type C ကတော့သူကဒီ power W ဘာတွေလုပ်ပေးတယ် display POV သူကဒီတစ်ခါကျတော့ကျွန်တော်တို့ Type C ကဒီဖုန်းနေနဲ့လဲ USB Type C နဲ့လဲချိန်လို့ရတယ်ပြီးတော့ရင်တခြားပေါ့ဒီ display adapter တွေတချို့
ဒီ monitor တွေကကျတော့ type C နဲ့ချိန်လို့ရတာရှိတယ်ပေါ့နော် projector တွေက type C နဲ့ချိန်လို့ရတာရှိတယ်အဲ့ဒါတွေအတွက်သုံးဖို့ပါနောက်ပိုင်း computer laptop တွေမှာဆိုပါလာတယ်ပြီးရင်နောက်တစ်ခုက2 USB type A တဲ့เนาะ USB ပုံမှန်ကျွန်တော်တို့ stick ထိုးတာကို type stick ထိုးတဲ့ဟာလေးတွေက type A လေးလာတယ်ဘယ်လောက်လဲဆိုရင် USB 2 USB နှစ်ဒီပေါက်လေးနှစ်ပေါက်ပါတယ်လို့ပြောတာเนาะဒီဟာလေးကနှစ်ပေါက်ဒါကြတော့ဟိုအပြင်မှာဆိုတော့ကျွန်တော်တို့တစ်ခါလေးတန်းကြည့်လိုက်လို့ရတယ်ဒီလို website တွေကနေဝယ်တယ်ဆိုရင်သူ့မှာဘလောက်အပေါက်ဘလောက်ဘာတွေပါလဲဘာတွေမပါဘူးလဲဆိုတာကိုဟိုဒီလိုလေးပြန်ကြည့်ပေးရပါတယ်သူကဘလောက်လဲဆို 3.0 တဲ့3.0 ဟို USB ပေါ်လေးနှစ်ပေါက်ပါတယ်ပြီးရင် 2.0 တစ်ပေါက်ပါတယ်တဲ့ဒါဆိုရင် USB 2. USB ပေါက်တွေအကုန်လုံးအတူတူပဲလား2.0 2.0 ဘာကွာလဲဆိုရင်သူတို့ရဲ့ speed လို့ခေါ်တယ်မြန်နှုန်းကွာပါတယ်ဒါလေးက USB 3.0 လေးပါပြီးသွားရင် USB ဒါလေးတွေက 2.0 2.0 2.0 ဘယ်လိုခွဲလဲဆိုရင်ပုံမှန်အဖြစ်ကျွန်တော်တို့ဟို 3.0 လေးတွေကအပြာလေးနဲ့ပြတယ်ပြီးသွားရင်အဲ့ပုံမှာ SS ဆိုတဲ့စကားလုံးလေးပါတယ် SS ဆိုတာလေးပါတယ်ဆိုရင်သူက 3.0 လို့ဖြစ်တယ်ပြီးသွားရင်နောက်တစ်ခုကရိုးရိုးအမဲလေးနဲ့ SS လို့မပါဘဲ USB ပုံလေးပဲပြထားရင်အဲ့ဒါလေးက 2.0 ဘာတွေကွာလဲလို့မေးသူတို့ရဲ့ speed မြန်နှုန်းတွေကွာတယ်เนาะအဲ့တော့ဘယ်လောက်ထိကွာလဲဆိုကျွန်တော်ချက်ဒီမှာ USB ဒါဒီလို SS ဆိုတဲ့စကားလုံးလေးပါတယ်ဆိုရင်မြင်ရမလားမသိဒီလို SS လေဒီလို SS ဆိုတဲ့စကားလုံးလေးပါစလုံးလေးပါတယ်ဆိုဒါ USB 3.0 ကိုပြောတာပါเนาะဒါကတော့ရိုး 2.0 မှာတော့အဲ့ဒါလေးတွေမပါဘူး SS ဆိုတာလေးမပါဘူးဒါ 3.0 ဒါ 2.0 okay ဒါဆိုရမယ်เนาะဘယ်လောက်กว่าလဲဆိုသူတို့ရဲ့ speed အနေနဲ့ 2.0 ဟာတဲ့ဒီ60 megabyte per second megabit per second megabyte per second ရဲ့ megabit per second မတူးတော့ကျွန်တော်ဒီ unit လေးကနည်းနည်းလေးလွယ်နိုင်တယ် MB B အသေးပြီးရင် PS က megabyte per second သူကတော့ megabit per second 1 byte မှာဆိုရင်သူက bit က8ရှိတာကိုအဲ့တော့684 48 480ဆိုတာဖြစ်သွားတယ် megabit နဲ့ဆိုရင်လေ megabyte နဲ့ဆိုရင်တော့သူက60ပဲအဲ့တော့ကျွန်တော် megabit တွေကိုသွားမဖတ်နေတော့ megabyte နဲ့ပဲကြည့်တော့မယ်ဘယ်လောက်လဲဆိုရင်60 megabit တစ်စက္ကန့်ကို60 megabyte လောက် data transfer လုပ်နိုင်တယ်လို့ပြောတယ် USB 2.0 တွေက 3.0 ကြာဘယ်လောက်ရှိလဲဆို640တောင်မလုပ်နိုင်တယ်သူတဲ့10သားလောက်ကြော်လောက်လုံးနိုင်သွားပြီအဲ့တော့ဘာဖြစ်လဲဆိုရင်ကျွန်တော်တို့ computer မှာ laptop မှာ US ပုံမှန်အပြင် USB 2.0 နှစ်ပေါက် USB 2.0 တစ်ပေါက်ပါတတ်တယ်အဲ့တော့တစ်ပေါက်ပါတဲ့ USB 2.0 mouse တွေ keyboard တွေတက်မယ် data တူလောက် data ကူးဖို့အတွက်ဆိုရင်တော့ဘာကိုလွတ်ထားမလဲဆိုရင်ဒီ 3.0 တွေကိုအလွတ်ထားပြီးတော့အဲ့အပေါက်တွေကိုကျွန်တော်က stick ထိုးပြီးကူးမယ်ဒါဒီ USB 2.0 2.0 ရဲ့သူတို့ရဲ့ speed ကွာခြားချက်ကိုဟိုမတိတော့တချို့ကဘာလုပ်လဲဆိုဒီ 3.0 အပေါက်တွေကို mouse တွေ keyboard တွေတက်ထားတယ်ပြီးရင် 2.0 အပေါက်လေးကိုတော့ stick ထိုးဖို့အတွက်အလွတ်ထားတယ်အဲ့တော့ तू က data ကူးရင်အဲ့ 2.0 တွေကနေထိုးကူးတယ်ဒါဆိုရင် 3.0 ဒီ USB port တော့ပါပါတယ်ဒါပေမဲ့ तू ကသုံးရမှန်းမသိတော့သူ့ရဲ့ဒီ data ကူးမှုကထင်သလောက်ပို့ပြီးတော့မြန်လာမှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုရင်ဟို 2.0 မှာဒီမှာမှသွားထိုးကူးရဲဆိုရင်တော့ပို့ပြီးမြန်တယ်။ဒါဆိုကိုကဒါလေးတည်ထားတော့ဟိုဒီ mouse လေးကိုတော့ 3.0 2.0 ဘက်မှာသွားကူးမယ်သွားထည့်မယ်။ပြီးရင် data တွေကူးရဲဆိုရင်တော့ 2.0 မှာလာပြီးတော့ကူးပါမယ်။ဒါဆိုရင်နားလည်လောက်မယ်လို့ထင်ပါတယ်နော်။ဒါ USB port နဲ့ပတ်သက်ပြီးတော့ပြောတာပါ။ပြီးတော့နောက်တစ်ခုက HDMI port HDMI ကကျတော့ HDMI ပေါ့နော် HDMI ကကျတော့သူကအဓိက projector တွေနဲ့ချိန်တာကျွန်တော် projector တွေပြီးနောက်ထပ် monitor တွေနဲ့ချိန်မယ်ဆိုရင်ဒီလို HDMI ပေါက်လေးအတွင်လေးနဲ့เนาะဒီ USB နဲ့နည်းနည်းတော့ဆင်နေဒါပေမဲ့သူကဒီလိုအကွေးလေးနဲ့လာနည်းနည်းလေးပိုပြားတယ်အဲ့ဒါလေးကကျတော့ဘာအတွက်လဲဆိုရင်ဒီ projector တွေ monitor တွေနဲ့အတွဲဖို့အတွက်ပါဒါလေးတွေက laptop တော်တော်များများပါပါတယ်เนาะပြီးတော့နောက်တစ်ခုက VGA port ဆိုတာလေးရှိတယ် VGA ကကျတော့ဒီခေါင်းကြီးနဲ့ချိန်တာခေါင်းကြီးနဲ့ခါလေးတော့တစ်ချက်ကြည့်လိုက်မယ်ဘယ်ဒီလိုဟာလေးเนาะဒါလေးကို VGA ပို့လို့ခေါ်တယ်သူကကျတော့ဒီဘက်မှာလည်းကျွန်တော်တို့ desktop ပုံးတွေမှာ monitor ဆင်သလိုပဲဒီဘက်ကနေကောင်းထိုးသူက monitor တွေထပ်ပွားလို့ရသေးတာဒီကနေသွားပွားလို့ရတယ်เนาะဒါကိုတော့ network ပေါက်လို့ခေါ်တာပေါ့ network ချိတ်တဲ့ဟာဒါ USB 2.0 တွေဒါကတော့ mouse ဟိုဒီ mic ပေါက်ဒါကတော့ net ချက်ပေါက်ပါ okay ဒါကတော့ computer မှာပါတဲ့အပေါက်လေးတွေကိုရှင်းပြပေးထားတာပေးပြီးသွားပြီဒါဆိုရပြီเนาะ card reader SD card reader ပါတယ်ပြီးတော့ရင် card reader ဆိုအပေါက်သေးသေးလေးကတ်ထိုးလို့ရတဲ့အပေါက်ကလေးကိုပြောတာပြီးတော့ရင်နောက်တစ်ခုက Ethernet LAN ဆိုတာခုနကပြောပြခဲ့တယ်
ဒီဟာလေးကိုပြောတာเนาะဒီ local area network ချိုးထိုးပြီးတော့ချိန်လို့ရတဲ့အပိုင်းလေးပါပြီးသွားရင်နောက်တစ်ခုကဘာလဲ bluetooth ပါတယ် wifi ပါတယ်ဒါတွေကျတော့အပြင်မှာအပေါက်အနေနဲ့တွားကြည့်လို့မရတော့เนาะ audio jack ဆိုတာဒီခုနကကျွန်တော်နှစ်ချက်ထိုးတဲ့အပေါက်ကလေးကိုပြောတာပြီး fingerprint reader ပါတယ်ဒါကတော့လက်ပွေစနစ်ပေါ့เนาะပြီး webcam ဆိုတာဒီအပေါ်မှာထိပ်မှာမြင်ရတဲ့ကင်မရာလေးရဲ့ဒီနားလေးမှာမြင်ရတဲ့ကင်မရာလေးရဲ့ပြီးရင်ဒါကတော့ blacklit keyboard ဆိုတာဒီလိုမီလင်းတဲ့ keyboard ကလေးကိုပြောတာเนาะချို့ဆက်ကလေးဒီမှာမီလင်းလေးဖြစ်တယ်လေအဲ့လို keyboard လေးပါလားမပါဘူးလားပေါ့เนาะဒီမှာတော့မပါဘူးလို့ပြောထားတယ်ဒါတော့ဒီ model လေးကိုရှင်းပြပေးထားတာเนาะပြီးတော့နောက်တစ်ခုက microphone ပါတယ်ပြီးတော့ speaker နှလုံး speaker ပါတယ် optical drive ဆိုတော့ခွေကြည့်လို့ရတဲ့ drive ကိုပြောတာเนาะကျွန်တော် drive တွေပါတယ်ပြီးရင် security lock slot ဒါလေးကကျွန်တော်ဒီ laptop တွေရဲ့ DAO တွေမှာပါတယ်ဘလို့ပေါက်လေးလဲဆိုဒီလိုလေးဒီ DAO လေးတွေမှာပါတယ်ပေါက်လေးဒီနန်းလေးမှာပါတယ်ပေါက်လေးအဲ့ဒါပါလဲဆိုကျွန်တော်ဖုန်းဆိုင်တွေမှာဆိုလဲတွေ့ဘူးတယ်မို့လားဖုန်းတွေမှာတော်တော်များများဖုန်းတွေတော့တုံးကြအရှိလေဖုန်းဆိုင်တွေမှာကျွန်တော်ဖုန်းယူသွားလို့မရဘူးလေတခါလေကျိုးတွေနဲ့တန်းတန်းကြီးတွဲထားSamsung showroom လို့ပါလို့ဆိုရင်လေ Samsung ဖုန်းလေးတွေကင်တော့ကြည့်လို့ရတယ်ဒါပေမဲ့ဆွဲယူသွားလို့မရဘူးကောက်အိတ်ကတ်တွေခောက်ထည့်သွားလို့မရဘူးကျိုးမှာကျိုးတွဲလိုင်းနဲ့တင်ထားတယ်အဲ့ဒါကိုကျွန်တော်ကဒီ security lock slot လို့ခေါ်ပါတယ်เนาะကျိုးချိတ်ထားတယ်ကွန်ပျူတာမှာကျတော့သုံးတာတော့နေတယ်ကွန်ပျူတာမှာလည်းအတူတူပဲအဲ့လိုသုံးလို့တော့ရတယ်အဲ့ lock ခတ်တဲ့အပေါက်ကလေးပါတယ်အဲ့မှာ lock ခတ်ထားလိုက် lock ခတ်ထားလိုက်ဆိုရင်ကွန်ပျူတာကျိုးနဲ့တွဲတတ်မှတ်ထားတဲ့နေရာနဲ့ stick ကျိုးနဲ့တွဲနေလိမ့်မယ်ပေါ့နော်ကွန်ပျူတာကြီးကိုမှပြီးသူများကူးသွားလို့မရဘူးဒါကတော့ရုံးထားတာတွေမှာတုံးကြတာများတယ်โอเคဒါလေးတွေပါတယ်ဒါပေမဲ့ဒီမှာတော့တော်တော်များများမတုံးသလောက်ရှားပါတယ်เนาะအခုကျွန်တော်ပြောချင်တာလေးကဒီကွန်ပျူတာထဲမှာပါတဲ့ဒီအပေါက်ကလေးတွေကိုလည်းအကုန်လုံးပတ်ပြီးတော့ကြည့်ပေးပါကိုယ့်ရဲ့ကွန်ပျူတာမှာဘယ်လိုအပေါက်တွေပါလဲဘယ်လို slot တွေပါလဲဒါတွေအကုန်လုံးကြည့်ပေးပါပြီးတော့ရင်ပါတာတွေအကုန်လုံးကျွန်တော်ကိုရေးပေးပါအခုဒီနေ့အတွက်လေ့ကျင့်ရမယ့်သင်ခန်းစာကmemory ဘယ်လောက်ပါလဲဆိုတာလေးကြည့်မယ် memory ဆိုပြီးတော့ကျွန်တော် RAM ဘယ်လောက် K RAM ဆိုပြီးတော့ရေးပြီးတော့ဒီဘက်ပြီးမှာဘယ်လောက် K ဆိုတာလေးရေးပေးပါပြီးတော့ရင် backend store ဘယ်လောက် K လဲဆိုတာအားလုံးပေါင်းပြီးတော့ရေးပေးပါနီးစပ်ပေါင်းပြီးတော့ရေးပေးပါရတယ်အတိအကျတွေ့လဲရတယ်ဒါမှမဟုတ်ဆိုရင်ဒီထားတော့900ကျော်လောက်ဆိုရင်ကျွန်တော်1000လို့ပြောလဲရတယ်ပြီးတော့ရင်1800 900လောက်ဆိုရင်လည်း2000လို့ပြောလို့ရတယ်เนาะဒါလေးက backend store ပါပြီးတော့ရင် graphic memory ကခုနကတော့ကြည့်ခဲ့တဲ့ဒီနှစ်နေရာလေးเนาะ display ရဲ့ runner တွေဒီလို runner မပါတဲ့သူတွေက display ပဲကျွန်တော်တို့တစ်ချက်လောက်ကြည့် display လေးပဲကြည့်ပေးမယ်ပြီးရင်ဒီမှာ total memory ဆိုတဲ့နေရာလေးမှာတွားပြီးတော့မှတ်ပါမယ်เนาะ runner ပါရင် runner ရဲ့ total memory ကနေတွားကြည့်မယ် display ကဒီဘေးရင်ပါတယ်မူလကလေးကဒီ book ရဲ့ပြီး memory ရဲ့ဒါ sharing လုပ်ထားတဲ့ဒီ memory လေးပါပြီးတော့ရင် runner ကျတော့ graphic card အနေနဲ့တည်တံ့ပါတဲ့နေရာလေးပါဒါဆိုသူတို့နှစ်ခုလုံးပေါင်းထားတဲ့ဟာလေးကိုကျွန်တော်ရေးပေးမယ်ဒါဆိုဘယ်နှခုရှိသွားပြီလဲဆို3ခုရှိသွားပြီပြီးတော့ရင်ဒီ unit လေးတွေကိုအလုံးမမိအောင်မှတ်ထားပေးပါเนาะအလုံးမမိအောင်ဘယ်ဟာလေးလဲဆိုရင်ဒီ3ခုပဲ byte ကနေ kilobyte ကနေဘယ်လောက်လဲဆိုရင်ဒီ db terabyte 4ခုပေါ့เนาะဒီကနေစာမှတ်မယ်ဆိုရင်အပေါ်ကမှတ်လေးဒီကနေမှတ်လိုက်မယ်เนาะ1024 kilobyte 1 megabyte ဒါဆိုရင် kilobyte ကနေဘယ်ထိလဲဆိုဒီထိเนาะအရှိရာတွေမှတ်လို့ရတယ်ဒါလေးတွေမှတ်ထားမယ်เนาะအောက်ကဟာတွေတော့မမှတ်မိလဲရတယ်မှတ်တယ်ဆိုတော့ပိုကောင်းတာပေါ့เนาะโอเคဒါဆိုရင်ဒါလေးရသွားပြီပြီးတော့ရင်နောက်တစ်ခုကကိုယ့်ရဲ့ laptop မှာ laptop သုံးနေဆိုလဲ laptop ပေါ့เนาะ desktop သုံးနေသူကလည်း desktop သူ laptop မှာပါတဲ့အပေါက်ကလေးကိုကျွန်တော်ရေးပေးပါမယ်အခုဆိုရင်ဒီကွန်ပျူတာလေးမှာဆိုရင် USB type C ပါတယ်ပြီးတော့ရင် slot နှစ်ခုပါတယ်ဒီ USB type C ပါတယ်ပြီးတော့ရင် 3.0 နှစ်ပေါက်ပါတယ် 2.0 တစ်ပေါက်ပါတယ်ပြီး HTML ပေါက်ပါတယ် character ပါတယ်ပြီးတော့ရင် LAN ပေါက်ပါတယ်ပြီးတော့ရင်ပြီးတခြား optical drive တွေပါတယ်ပြီးတော့ရင် drive ဆိုတာခွေကူးတဲ့ဟာတွေပါတယ်ပြီးတော့ရင် lock ဒီ security lock slot တွေပါတယ်ဒါဆိုရင်ကျွန်တော်ပါတဲ့ဟာတွေအောက်မှာမလုပ်မလဲဆိုရင်တန်းစီပြီးတော့ခြာရေးပါမယ်โอเคဒါဆိုရင်ဒီနေ့သင်ခန်းစာလေးရလောက်မယ်တင်ပါတယ်နားမလည်တာရှိရင်ပြန်မေးပါเนาะဒီသင်ခန်းစာလေးကိုကြည်ပါပြီးတော့ရင်လေ့ကျင့်ခန်းတွေကိုကျွန်တော်စီကိုပြန်ပို့ပေးပါစင်ပြေတာရှိရင်မေးပါအဆင်ပြေမယ်လို့လည်းထင်ပါတယ်เนาะအဆင်ပြေပါစေခင်ဗျာ